ဗျာမင်္ဂလာပါဗျာမင်္ဂလာပါဗျာမင်္ဂလာမပါင်္ဂလာပါဘုန်းဗျာဘုန်းကြီးဗျာဥတ္တမနဲ့ဥတဗျာည်ပါတယ်ဗျာမင်္ဂလာပါတင်ပါဘုဗျာရားဥတည်ပါမင်္ဂလာပါတယ်ဗျာဘုန်းကြီးများဦးတင်ပါတယ်ဗျာမင်္ဂလာပါဗျာမင်္ဂလာပါမင်္ဂလာဗျာပါသဘောဖေရဦးတင်ပါတယ်ဗျာမင်္ဂမင်္ဂလာပါလာပါဗျာဘုန်းကြီးအေးရဗျာဥတည်ပါတယ်ဗျာမင်္ဂလာပါဗျာမင်္ဂလာပါဘုန်းဘုကြီးန်းဗျာဗျာဦးတင်ပါတယ်ဗျာမင်္ဂလာပါဗျာဒီကဥတည်ပါဗျာဘုံမူချမ်းပါပါစေမင်္ဂချမ်းလာပါပါပါစေဘုံကတဲ့နေပါလေဗျာမင်္ဂလာပါမင်္ဂလာပါဖုန်းဖုန်းဗျာဦးတင်ပါတယ်ဗျာမင်္ဂလာပါဗျာမင်္ဂလာပါဘုန်းဘုန်းဖေရမင်္ဂလာပါဗျာမင်္ဂလာပါရှင်ဗျာမင်္ဂလာပါဗျာမင်္ဂလာပါဘုန်းဘုန်းဖေရဦးတင်ပါတယ်ဗျာမင်္ဂလာပါဗျာမင်္ဂလာပါဘုံဘုံဗျာဥတည်ချစ်ကိုမင်္ဂလာပါတယ်ပါဗျာ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 ကျမ်းမချမ်းသာပါစေဗျာတပည့်တော်တို့လည်းမြဲတမ်းတရားပြနိုင်ပါစေဗျာကျိုးတော်မင်္ဂလာပါကဲစကြတရားစပပပြအာပပပြရဟိုဒီတော့တစ်ခုလောက်မေးလျှောက်ချင်လို့ပါဘောอืมအာပြောတယ်ဒီတော့တို့ရဲ့မိသားစုအလိုမျိုးပေါ့နော်အတိုင်းဝိုင်းထဲမှာတကယ်လို့ဟိုအယ်ဇိုင်းမာဖြစ်တဲ့အလိုတက်ကြီးတွေဖြစ်လာလို့ရှိရင်သူတို့ဘယ်လိုမျိုးဟိုတရားဓမ္မတွေလမ်းညွှန်ပေးလို့ရနိုင်မလဲဒါနောက်ပြီးတော့နောက်တကယ်လို့ကိုယ်တိုင်မှာရောအဲ့လိုအသက်ကြီးလာရင်ဖြစ်များတာအောင်เนาะဟိုအခုကလေအဲ့လိုဖြစ်လာခဲ့တယ်ဆိုလို့ရှိရင်ပြီးတော့တို့တွေဘယ်လိုလုပ်လို့ရလဲပေါ့အဲ့လိုလေဒါမှမဟုတ်လည်းဟိုအဲ့လိုမှဖြစ်ရင်ပြီးတော့တို့တည်တဲ့အခါမောဟနဲ့တည်တယ်လို့ဖြစ်တော့မှလीเนาะပေါ့အဲ့လိုမျိုးဆိုတော့လေอืมအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားငယ်ရွယ်တော့ကျမ်းမာနေတော့ဉာဏ်ဤပွင့်လန်းဉာဏ်ဤထက်မြက်နေတော့နော်ဒီအချိန်မှာအားထုတ်ကြပါလို့ဘုရားမှာဒါမဲ့ဦးဇင်းတို့ကစာဝိနည်းကြီးရှားတဲ့အခါကျတော့နော်ဒေါကြီးမှာလည်းတားရတာကိုနော်ခန္ဓာအကြောင်းမှမသိတာဘုရားကလည်းဘလောက်ပဲဟောလူတွေကလည်းလူစရိုက်အတိုင်းပဲနိနော်အခုကိုလည်းဒီတိုင်းပဲနိတရားထုတ်တာတကယ်တော့ပြင်းစရာကြီးပဲမဟုတ်လားဟိုကဘာလို့အားထုတ်တာလဲနောက်ဆုံးအပေကြောက်လို့သာအားထုတ်ကြတာဟုတ်ဒီမှာဗျာအဲ့တော့မြတ်စွာဘုရားတော့ငယ်ရွယ်တော့တွက်လက်ဖြက်လက်သုံးကျမ်းမာနေတော့နော်ဉာဏ်นี่ထက်မြက်နေတော့ယောဂတွေမရှိတဲ့အချိန်လေးဒီမှာကြိုးစားပြီးအားထုတ်ကြဆိုတာဒါကိုဘုရားမှာတာပေါ့အဲ့တော့ဖြစ်လာပြီးတဲ့အခါကျတော့မှနော်အိုလာပြီးဆိုတဲ့ကမညံကတော့ငယ်ရွယ်တဲ့သူတွေလို့မဟုတ်တော့ဘူးလေလေးလာပြီပေါ့နော်ဒီကြားထဲမှာကျမ်းမာရေးတွေကလည်းထိခိုက်လာပြီထိုင်ရန်ကကျမ်းမာရေးကောင်းတယ်ဆိုတော့မှထိုင်ရန်ထလာမလွယ်တော့ဘူးလေကြာကြာထိုင်နိုင်ဖို့ဆိုတာလည်းမလွယ်တော့ဘူးအမျိုးမျိုးပေါ့နော်အိုနာရဲ့တဘောကိုကြည့်လိုက်ဒီကြားထဲမှာအခုလိုယောဂဝင်သွားပြီဆိုတော့သွားဘာမှမတတ်နိုင်တော့ဒီမှာဗျာနော်ကိုသူ့အတွက်ဘာအကောင်းဆုံးသူ့အနီးကြည့်အနီးကပ်ကြည့်ပြီးသူ့ရဲ့အနေအထားပေါ်မှာကြည့်ပြီးတော့ကိုအကောင်းဆုံးအဓိကတော့တက်ကြီးလေးပါးကိုတက်ကြီးလေးပါးလို့သိအောင်လို့ဒီတက်ကြီးလေးပါးကြီးဖောက်ပြန်နေတဲ့တဘောကိုလားကိုကအဲ့ဒါကိုဒီဉာဏ်ရောက်အောင်ပြောပြပေးဖို့လိုတာပေါ့နော်သူ့ရဲ့ဉာဏ်လိုက်နိုင်မှုအပေါ်မှာမူတည်ပြီးတော့မှနာခန္ဓာတို့ဘာလို့ရှင်းပြပေးဖို့အဓိကကတော့တက်ကြီးလေးပါးကိုသိအောင်လို့ဘာဆိုတော့ဒီသူခံစားနေရတဲ့ဒီဖောက်ပြန်နေတဲ့ဥစ္စာတွေကဓာတ်ကြီး၄ပါးတွေပဲလေနော်ဒါတွေကဖះတော်မှာမလွန်ဆန်နိုင်တဲ့တရားတွေပဲဆိုပြီးတော့မှလူတိုင်းဖြစ်နေတာပဲဆိုသူအတိတရားပေးရမှာပေါ့နော်ဒါကိုတတ်နိုင်တဲ့လောက်မှာအစွမ်းကုန်လုပ်ပေးရပဲနော်အဲ့တော့ဝိပဿနာနည်းနဲ့ဆိုတော့ဓာတ်ကြီး၄ပါးကိုညင်အောင်တာရှုခိုင်းပေါ့နော်ဒါပဲတတ်နိုင်ပါ
အဲ့တော့ဒီတဘောနဲ့ပဲအဲ့ဒါပေါ့ဦးဇင်းကဒါတွေကိုသိတော့စိတ်မကောင်းဆိုတော့လူတွေကတရားအားမထုတ်တာမဟုတ်ဘူးလေတရားအားထုတ်တယ်လေဒါပေမဲ့တရားတွေကမမှန်ကန်ဘူးဖြစ်နေတယ်ခန္ဓာဉာဏ်ရောက်အောင်အားမထုတ်နိုင်ကြဘူးလေအားမထုတ်တတ်ကြဘူးအဲ့တော့အဲ့ဒါကိုကသိနေတော့စိတ်မကောင်းတာအဲ့ဒါပဲဒါကြောင့်မလို့လဲဦးဇင်းကအမားတွေကိုပြောပြီးတော့မှနော်မူလာတန်းတော့မှကကြီးကကွေးရနေစတရားဆိုတာလေယူပပရိစ္ဆေဒညာနာမပရိစ္ဆေဒညာဒါတွေကိုခန္ဓာဉာဏ်ရအောင်ပရမတ်ကိုဉာဏ်ကမြင်အောင်သင်ကြားပေးနိုင်ရမယ်ဒီလိုမှမဟုတ်ယောဂီတွေကတရားစကားနဲ့ထိုင်နေတာအကျိုးမရှိဘူးလေရတဲ့အကျိုးကဘာမှမရှိဘူးအပေမလွတ်ဘူးလေနော်အဲ့ဒီဝိပဿနာမဖြစ်ဘဲနဲ့နော်အချိန်တွေပြီးပြီးလုပ်ငန်းတွေစွန့်ပြီးလုပ်နေကြ ဘုန်းဖေဟာ ဝိပဿ အဲ့ နာ ဒါလေ ဘာအကျိုးမှမရှိဘူးပေါ့နော် ပြင်ပါဖေဟာဘုန်းအဲ့ဒီမှာဘုန်းဖေဟာသူဖြစ်နေတဲ့စိတ်တဒံပေါ့နော်ဘုန်းပြီးတော့ကြည်လိုက်တော့ဘယ်လိုလဲဆိုဘုန်းရဲ့သူကစင်ကျင်နိုင်တဲ့တအားရော့သွားပြီပေါ့ဖေရော့သွားပြီဆိုတဲ့ခါကျတော့သူ့မှာဖြည့်ပေးလို့ရတာမှာသူဖြစ်နေတဲ့စိတ်တဒံလေးတစ်ခုကကြတော့ကောင်းနေတာကကြတော့သူကြွေးချင်တာပေါ့ဘုံကပြီးတော့တို့တွေးလိုက်လို့ရှိရင်လည်းအိမ်မလာနေနော်ဟိုဘာမှမပူနဲ့ပတ်စံလည်းမပူနဲ့ငါချက်ကြွေးမှာအဲ့လိုမျိုးလေးဖြစ်တယ်ပေါ့ဖေဒါပေမဲ့တခုကြတော့ခုနကတော့ပြောတဲ့ဟာတွေကိုပြီးတော့တို့လုပ်ပေးမယ်ဆိုရင် तू ကနားမကြောက်ဖေနားမကြတော့နားမကြတော့ဒီနားကြတက်ပေးမယ်ဆိုလဲသူကလက်မခံဘူးပေါ့ဖေလက်မခံတော့လုပ်ပေးလို့မရအောင်ကြားအောင်သူ့ကိုပြောပြလို့မရတော့ဘူးဆိုတော့ပြီးတော့စဉ်းစားကြည့်တာသူစိတ်တံလေးကအဲ့လိုလေးဖြစ်နေတယ်ဆိုတော့ပြီးတော့တို့သူ့အလှူဒါနသဘောပေါ့နော်သူကြွေးချင်တယ်ဆိုလို့ရှိရင်သူ့ရဲ့စိတ်ကကြွေးချင်စိတ်အဲ့လိုမျိုးလှုပ်ပေးချင်စိတ်လေးဖြစ်နေတာလေးကိုပဲပန့်ပိုးပေးမှပန့်ပိုးပေးတာပဲသူ့အတွက်အကောင်းဆုံးရှေ့ဆက်မဲ့ ဒါပေါ့ လာလေးပဲဖြစ်သွားမှာပေါ့ ဒါသူ့ရဲ့ကောင်းတဲ့စိတ်သူ့ရဲ့ဗီဇရဲ့အကျင့်ကပါလာတာဟုတ် ပြင်ပါဗျာ အဲ့ဒါလေးကလည်းဒါကကိုကနေတော့သူ့ကိုအဲ့ဒီဒါနအပိုင်းလေးမှာစိတ်လေးအမြဲတမ်း ဖြစ်နေ ကိ တာ နေ ပေါ့ နော်ဒီလိုလေးဒါပန့်ပိုးပြီးတာကတပိုင်းပေါ့ တင်ပါ နောက်တစ်ခါခုနကလိုပေါ့နော်အဲ့ဒီနားမကြားတော့တော်တော်ဒုက္ခဆိုတာ ဟုတ်တယ်ဗျာ အဲ့တော့တခါသူစာဖတ်နိုင်သေးလားဆိုတော့လေအသက်အရွယ်ကြီးလာပြီဆိုစာသိပ်ဖတ်ချင်တော့မဟုတ်ဘူးစာဖတ်ဝါဒနာပါတဲ့သူမှဖြစ်မှာဆိုတော့ သူကအင်္ဂလိပ်လိုပဲဖတ်တော့တယ်ဗျာအခုကနေ တတ်နိုင်ရင်တော့ကိုကအင်္ဂလိပ်လိုရေးပေးလိုက်ပေါ့ တင်ပါဗျာ မလားပတိအာဘောဝါယောတိဇောတော်ကိုသိနေပဲဒါလေးကိုသူ့ကိုဘယ်လိုရှုရတယ်ဆိုတာလေးကိုရေးပေးလိုက်ပေါ့เนาะဒါလေးဒီပြောထားတဲ့အတိုင်းလေးလိုက်လုပ်ကြည့်ပါဆိုလို့ရှိရင်ဇင်းကိုအဲ့ဒီလိုအဇိုင်းမနဲ့တယောက်သူမိဘပဲချင်းနေသူအဲ့ဒီလိုလေးတွေသူပြောပြီးရင်းနဲ့ဒီပတိတဘောလေးတွေသူသိလာပတိအာဘောဝါယောကြီးသူသိလာတယ်လို့အဲ့ဒီလိုပြောတာတယောက်ပေါ့နော်ယောဂီတွေကဦးဇင်းကိုတရားလျှောက်ဖူးတာရှိတယ်ဆိုတော့အဲ့ဒီလိုပဲကိုကစိတ်ရှည်ရမှာနော်စိတ်ကတော့ရှည်ရမှာတန်ဝေကလည်းယူပေါ့နော်ဒါတန်ဝေကယူရမယ်ဟာပြောတာ ဟုတ်တယ်ဗျာ တက်ကြီးလိုက်ဘာမှမထတ်နိုင်တော့ဦးဇင်းတို့ဒီလိုနေကောင်းကျမ်းမာနေတာတော့မှတရားနှလုံးသွင်းလို့မလွယ်ဘူးလေ တင်ပါ ဒါကြောင့်မလို့အပေလွတ်ဖို့မလွယ်ဘူးလို့ပြောတာ တင်ပါ အဲ့တော့သူတို့လိုဖြစ်သွားပြီဆိုမှဒီတရားကြီးကိုလုပ်ဖို့ဆိုတာကတော့တော်တော်ကြီးမလွယ်တော့ ဟုတ်ပါတယ်ဗျာ တချို့ကဦးဇင်းကိုလာပင့်ကြတာလေးတွေရှိတယ်ပင့်ချင်ကြတာပေါ့လေနော်ဒါအဲ့ရတဲ့လဲနေလို့တရားလေးပြပေးပါတရားလေးပြောပေးပါဆိုတော့ဦးဇင်းအားတော့နာပြီဒါမဲ့ဦးဇင်းအားနာနဲ့ပဲညင်းလိုက်ရတာဘာလို့ဆိုတော့မရဘူးလေဦးဇင်းပြောလဲအပူပဲဖြစ်နေတာလေအခုမှလှုပ်လို့ကဘာမှမရဘူး ဟုတ်ပါတယ်ဗျာ အဲ့တော့ကိုတရားလေးဖွင့်မိကြတယ်ကောင်းတယ်
ဒါပေမဲ့ဦးဇင်းတို့သိနေတာတရားဖွင့်မေးလေသူ့စိတ်ကတခြားသွားနေမှာပဲဟုတ်တယ်မလားသူ့ရဲ့ယောဂပုံမှာလဲသူစိတ်ကဖိစီးခြင်းဖိစီးနေမယ်တခြားပုံမှာသူ့စိတ်ကဘာဖြစ်နေမလဲကိုမသိနိုင်ဘူးဖွင့်လာတော့ဖွင့်ပေးရမှာဒါပေမဲ့မရဘူးဆိုတာတော့ဒါတွေဟာအဓိကလုံးမဟုတ်ဘူးကိုကကြိုပြီးတော့မှစောစီးလှုပ်ထားရမယ်ဆိုတာကိုတော့နော်ဒါဖះမှားတော့ကိုမမိဘူးလို့ ဟုတ်ဗျာအဲ့လိုအဲ့မျိုးမှာအဲ့ဒီသဘောဒီတိနေပြီမဲ့လေတခါဘာဖြစ်ပြန်လဲဆိုတော့အခုနကပြောတာကြီးอ่ะအဲ့ဒါကတော်တော်ဆိုးနေတာကဝိပဿနာဖြစ်အောင်မပြနိုင်ကြတာလေဒါကတော်တော်ကိုစိတ်မကောင်းစရာကောင်းတာဒါကြောင့်အဲ့ဒါကိုဦးစင်းကနော်အခုယောဂီတွေကိုလည်းဦးစင်းအမှားပြီးနဲ့အမှန်ပြီးနဲ့အဲ့ဒါတောက်လျှောက်သူများမုန်းချင်လဲမုန်းပေါ့မတတ်နိုင်ဘူးဒါကတော့ပြောမှရမှာဆိုတော့ဒါသူများကိုတိုက်ခိုက်ခြင်းလို့မဟုတ်နော်အမှားသိတွေကများနေတာနော်အဲ့ဒါကိုဒါအမှန်ကိုချပြဖို့ဟာဥစဉ်တွန့်ဆုတ်ပြီးလို့မရဘူးနောက်ကတရားလောကကြီးကိုလည်းဥစဉ်ကဒါတွေကိုဒါဒီမှာပြောရင်းနဲ့လေချပြတာပေါ့လေဒါပေမဲ့ဥစဉ်ဆရာတော်ကြီးတွေတပါးသို့မဟုတ်နှစ်ပါးသို့မဟုတ်ဘယ်တပါးတဲ့အဖို့ထက်ပေါ့နော်သာသနာကြီးပုံမှာတကယ်လူလားပြုပြင်ခြင်းနဲ့အမှန်ကိုပြုပြင်ခြင်းနဲ့ဆရာတော်ကြီးတပါးပါးနဲ့အဲ့ဒီလိုဒီလိုကိုယ်လည်းစစ်ပေါ့နော်ဦးစင်းကိုတော့မသိဘူးဆိုတော့သူတို့ကစစ်ဆေးဖို့လူတယ်အစစ်ဆေးခံခြင်းနေကြိုက်တယ်လို့စစ်ပြီးလို့ရှိရင်ဒါဘုရားဆုံးမနဲ့ညီတယ်လက်ခံတယ်ဒါဝိပဿနာဒါမှဝိပဿနာဖြစ်တယ်လို့သူတို့လက်ခံယုံကြည်သွားအောင်နော်အဲ့ဒါကြောင့်ကြိုက်တယ်လို့စစ်ခန္ဓာနဲ့ပတ်သက်လို့ဦးစင်းဘာမှမပြောနိုင်တာမရှိပါဘူးပါဠိလိုတာမပြောတတ်တာခန္ဓာနဲ့ပြောမယ်ဆိုရင်အဲ့ဒီပါဠိကလည်းဗမာလိုပြောအတူတူပဲလေဟုတ်တယ်မလားဟိုကကလားလိုပြောတယ်ကိုကဗမာလိုပြောတာအဲ့ဒီကလားကိုဗမာလိုပြန်ဘာသာပြန်လိုက်ပြီးတာလေဟုတ်တယ်မလားအဲ့ဒီလိုနားလေရင်ရတော့တချို့ကြတော့စာမတတ်ရင်အထင်ကသေးရောတာလေစာမတတ်ဘူးပြောလိုက်တယ်နဲ့အထင်သေးရောတာသူတို့ကဘွဲ့ဒီဂရီရမှစာတတ်တယ်လို့ထင်တာမျိုးလေအဲ့တော့ဒါကအရက်သေးကသူကသူသိတာလောကီသိတာပဲဒီဦးဇင်းတို့ဒီတရားနဲ့ကြားလို့ရှိရင်ဘုန်းကြီးဟန်းတွေကဒီလိုမြင်လို့မရဘူးသူတို့ကဟိုလောကီစာနဲ့လူအဲ့လိုတွဲပြီးရှင်ပြောနေတာကြီးတော်တော်ကိုစိတ်ပြည့်စရာကောင်းတယ်စာတတ်ဖို့ကမှန်နေစာကဥစဉ်ပြောပြီးပြီတက်လေကောင်းပြီနော်တက်လေကောင်းပြီတိုးတော့ဝိပဿနာအားထုတ်ဖို့ဆိုတာအဲ့ဒီလောက်ကြီးစာတတ်ဖို့မလိုဘူးဆိုတာလေရှင်းဆရာတော်ကြီးပြီးဟောထားတာပဲအဲ့တော့ပြရုပ်ကိုကြည့်ပြီဆိုရင်လေပြင်စဝေငါဥကဘာသိလို့လဲဖះပြောပြတော့သိသွားတာပဲမဟုတ်လားရဟန္တာတော်ဖြစ်သွားသူတို့ကစာတတ်ပြီးဘာဖြစ်လို့ယုံနာတော့မကွဲတော့ဘူး မကြည့်နော်ဒါဒီလူတွေမစင်စားဘူးပေါ့နော်မစင်စားတော့ဘူးဆိုတော့ဦးဇင်းတို့ကဆရာတော်ကြီးတပါးပါးကိုချင်းကပ်ဖို့ဆိုတာကလေမလွယ်ဘူးဒါကြောင့်ဒီကနေအော်ရမှာပေါ့နော်တခါကျရင်လေကိုယ်ယောဂီတွေနားတော့စိတ်တော့ညစ်မှာမညစ်ပါနဲ့နော်ဦးဇင်းကလေတာဝနာအတွက်ပါတကယ်ကိုပြောနေတာဒါယောဂီတွေကိုပြောရင်းနဲ့ဟိုဘက်ကိုလည်းလမ်းပြီးတော့မှအတင်းပြောရတာနော်အဲ့ဒါကဘာလဲဆိုတော့အခုနကလိုအဖြစ်တွေဦးဇင်းကသိနေတယ်နိနော်လူတွေကအယမ်းနစ်နာတယ်အယမ်းတနာစရာကောင်းတယ်သူတို့နားမလဲတော့နားလေအောင်ပြောပြပေးရမှာနော်ဦးဇင်းတို့ဆိုလေဦးဇင်းကလည်းတော်သေးတယ်
ဦးဇင်းအသက်50နှစ်မှာအားထုတ်ဖြစ်သွားတာဦးဇင်းမှန်းထားတာကအသက်60ပေါ့ဒါကရှေးရိုးလူတွေလိုပဲပေါ့ငယ်သေးတယ်လေနော်ရှာရမှာဖွေရမယ်မိသားစုနဲ့နေခြင်းနဲ့ဒီကြားထဲမှာစာဝင်ကြီးရုန်းကန်ရှာဖွေရအောင်မယ်နော်တရားဆိုတာအသက်ကြီးမှလောက်ရမှာအဲ့ဒါကြီးအယူမှားကြီးလေဘုရားကဘာပြောတာဥစဉ်ဆိုတရားအားထုတ်ရင်မှဒီယုံ nant ကြီးကွဲလာဒီခန္ဓာသဘောကြီးသိလာမြတ်စွာဘုရားအခုနကအဆုံးမဟာဒါဒီတစ်ခုနော်သိဖို့ဆိုတာမလွယ်ဘူးလေ ဘုံပြောတာလေဟို อืม တေးရင်တပိတ်သွတ်ဆရာမလို့တော့ဘူးဆိုတော့လေပြီးတော့ဒီဘက်ရောက်နေတော့ဘယ်လိုမျိုးခံစားရလဲဆိုတော့ပြီးတော့တို့ကဒီတော့ဆိုလဲအခုဒီရောက်နေတဲ့တိုင်ဝမ်ဘာသာခြားလို့ဖြစ်နေတာကိုဖေဟိုတေးရင်လည်းတပိတ်သွတ်ဖို့မရှိဘူးပေါ့နော်ဘုံအဲ့တော့ဟိုကိုမကျင့်လဲတပိတ်သွတ်မဲ့လူမရှိဘူးကျင့်လဲတပိတ်သွတ်မဲ့လူမရှိဘူးပေါ့အဲ့လိုဖြစ်နေတာပေါ့ဖေအဲ့တော့ဟိုပြီးတော့ကတော့ကံကောင်းတယ်ကံကောင်းပြီးတော့ဖုံနဲ့စုံနဲ့မရုံတဲ့စုံတဲ့ခါကျတော့ပြီးတော့အခုတော့တော်တော်လေးလှုပ်ဖြစ်တယ်ပေါ့ဗျာဟိုဒီပြောရရင်အဲ့ချိန်လောက်ပဲပြီးတော့လွတ်တာပေါ့ဗျာထိုင်နိုင်နေထိုင်နေမထိုင်နိုင်တရားနာပြီးတော့ပဲအဲ့လိုဇက်တိုက်နေတဲ့ဟိုမျိုးကျင့်ရတာကြတော့ရေးတော့အတွက်အခွင့်ကောင်းကြီးဖြစ်သွားတာပေါ့ဗျာတကယ်လို့ပြီးတော့မြန်မာပြည်မှာနေလို့ရှိရင်ဒီလိုအခွင့်ရေးမရဘူးပေါ့ဒီမှာကြတော့ပြီးတော့တစ်နေ့လုံးနဲ့တယောက်တည်းဆိုတော့ပြီးတော့တရားနာရင်နာမနာလို့ရှိရင်ဟိုဒီဖုံနဲ့တရားထိုင်ပေါ့ထိုင်လို့မရတာနဲ့တရားနာပေါ့အဲ့လိုမျိုးလုပ်လို့ရပါတယ်ဗျာနောက်တစ်ခုကကြတော့ဘာကောင်းလဲဆိုတော့ဖုံနဲ့တွေ့တဲ့ခါကျတော့ဖုံကခုနလိုမျိုးဟိုတရားလောကမှာဟိုအစင်မပြေတာတွေပြောတဲ့ခါမှာဒါပေမဲ့ဖုံကအဲ့လိုလေဟိုအကုန်လုံးရဲ့တရားတွေလည်းဖုံကနာဘူးတဲ့ကျင့်ဘူးတဲ့ခါကျတော့ဘေးတော်တို့လည်းအဲ့ဒါကိုကောင်း guide လုပ်ပေးနိုင်တယ်ဖေ။ guide လုပ်ပေးနိုင်တာဘယ်လိုမျိုးလဲဆိုတော့ဘေးတော်တို့ဆိုရင်အခုဆိုရင်တရားဆိုရင်ဖုံပြောလိုက်တဲ့မှာ lady ဆရာတော်တဲအင်းဆရာတော်အဲ့လိုမျိုးပေါ့နော်ဟိုအဲ့လိုတွေမှာတည်သွားတယ်ဆိုလို့ရှိရင်လည်းဘေးတော်တို့ကအဲ့ဒါတွေပါဟိုဘေးတော်တို့မှာမာနမရှိတော့ဘူးဖေ။ပုဂ္ဂိုလ်ဆွဲမရှိဘူးမာနမရှိတော့ဘူးပေါ့ဘေးတော်တို့အဲ့လိုမျိုးတွေလိုက်နာတယ်နောက်တစ်ခုကဘေးတော်တို့အတွက်အကောင်းဆုံးကကြတော့ဘေးတော်တို့မသိတဲ့ဟာမျိုးဆိုရင်ဖုံကိုဓာတ်ရိုက်မေးလို့ရတဲ့အခွင့်ထူးကြီးကိုရနေတာဖေ။အဲ့လိုမျိုးပေါ့ဒါပေမဲ့တခြားဟိုခုနေ့ဆိုလဲမဆိုလဲပြောတယ်တရားစခန်းဆိုပြီးတော့လဲအဲ့လိုပြီးတော့တငယ်ချင်းတွေကအဲ့လိုတော်လေးတရားလုပ်တဲ့လူတွေရှိတာပေါ့ဖေ။ရှိတော့ပြီးတော့တို့ပြောတဲ့ခါမှာသူတို့မှာကလေဟိုပုတ်ကိုဆွဲလေးတွေရှိတယ်ဥပမာငါတို့ကမဟာစီနီးနဲ့ကျင့်တာငါတို့ကမိုးကုတ်နီးနဲ့ကျင့်တာပေါ့အဲ့လိုမျိုးဒါပေမဲ့ပြီးတော့တို့ကြတော့အရန်ကန်ကောင်းပြီးတော့ပြီးတော့တို့မှာအဲ့လိုပုတ်ကိုဆွဲတွေမရှိတော့ဘူးဖေ။ပြီးတော့တို့မှာမိုးကုတ်လို့ပြောလိုက်လို့ရှိရင်လည်းအဲ့ဒီမှာပြီးတော့တို့ဘာထက်ရအောင်မလဲဆိုတာကိုအချိန်ရရင်ဖုံတရားနာလိုက်ပါမုကပါကျောက်ဆရာတော်တရားနာလိုက်ပြီးလို့ရှိရင်အဲ့ဒီမိုးကုတ်ပေါ့အဲ့လိုမျိုးတွေပေါ့ပြီးတော့တို့အကုန်ရှာပြီးတော့နာတော့လေပြီးတော့ကြည်တာပြီးတော့တို့မှာမာနတွေလည်းကင်းလာတယ်ဖေ။ပုတ်ကိုဆွဲမရှိတော့ဘူးပေါ့နော်ငါဒါကြီးကိုငါသိတယ်မဟုတ်ဖုံပြောလိုက်တဲ့စီမှာဒါနောက်ထပ်ဘာသိအောင်မလဲအဲ့လိုမျိုးဖြစ်တော့လေအရန်ဝမ်းသာမိတယ်ဖေ။လို့ဒီဘက်ရောက်တော့အဲ့ဒါလေးတွေရဲ့အမှုပေါ့ဖေအဲ့လိုမျိုးပတ်စံတော့ပြီးတော့ရှာလို့မရဘူးဒီဘက်မှာပတ်စံမရရှာမရတော့ပြီးတော့တရားပို့ရှာလို့ရလာဖေအဓိကကလူကြီးရဲ့နှလုံးသွင်းနေမှားနေတယ်ဒီနှလုံးသွင်းမှားတာကလည်းဘယ်သူကြောင့်လဲဆိုရင်အခုနလို့ပေါ့နော်ရိတ်တာကြီးသူနီးငါနီးကြီးပေါ့အဓိကကဦးဇင်းတို့ယောဂီတွေဒီတရားကိုလိုက်လေ့လာလိုက်စားတဲ့ပုဂ္ဂိုလ်တွေကဘာကိုနားလဲရမလဲဆိုတာနော်ဘယ်လိုတရားဟောနာကြည့်နော်နာရမယ်မှတ်သားထားမှာဒါကလည်းပဲတရားအားထုတ်မယ်အဲ့ဒီလိုလေ့လာရင်တဲ့ကိုကဘာကိုသိရမလဲဆိုရင်တရားအာမထုတ်ခင်ပေါ့နော်တရားတွေနာမယ်တရားတွေလေ့လာမယ်နော်
ဒါလေ့လာမယ်နားမယ်ဟုတ်ပြီနောက်တစ်ခုကဘာသိရမလဲဆိုရင်ဝိပဿနာဘယ်လိုအားထုတ်ရမလဲဆိုတာဘုရားဟောရရှိတယ်လေဝိပဿနာဘယ်လိုအားထုတ်ရတယ်လဲဘယ်လိုအားထုတ်မှဝိပဿနာဖြစ်တယ်လဲဆိုတဲ့အခြေခံတွေကိုကိုယ်ကသိထားရမယ်ကိုယ်ကသိထားရမယ်ဆိုတော့ကိုယ်ကကြိုးစားမှရတော့တာဒီခေတ်ကြီးရ ဟုတ်တယ်ဗျာ ဆရာတွေကိုအားကိုးလို့မရဘူးဆရာတွေကိုအားကိုးမယ်ကိုကမသိလို့ဦးဇင်းတို့ကအရင်တော့ဒါလူတွေနားမလည်ခဲ့ဘူးလေအဲ့တော့ဟာဟိုတရားစခန်းလဲဝင်တာပဲဒီတရားစခန်းလဲအားထုတ်တာပဲနော်ဟိုတရားစခန်းကပြောလဲပဲလေ့လာတာပဲနားထောင်တာပဲနော်သူတို့တရားစခန်းကိုမဝင်ဖြစ်ပေမဲ့ကိုနီးကိုဟန်နဲ့လိုက်လုပ်ကြည့်တာပဲနော်အဲ့ဒါကဘာလဲဆိုတော့ကိုကဝိပဿနာအားထုတ်နည်းကိုမသိလို့နော်အဲ့တော့အခုခေတ်အဲ့တော့ဝိပဿနာအားထုတ်နည်းကိုမသိလို့လိုက်လုပ်ပြန်တော့အဲ့ဒါတွေကအခုသိလာတဲ့အခါဝိပဿနာအားထုတ်နည်းတွေမှာမဟုတ်တာအဟောတော့ဟုတ်တယ်နော်ဦးဇင်းပြောတဲ့စကားလေးကိုမှတ်ထားနော် ဟုတ် အ တယ် ဟောတော့ဟုတ်တယ်အလုံးမှာမဟုတ် ဟုတ်တယ်ဗျာ အလုံးမှာကြည့်ကိုယောဂီတွေဒီညာတပရိညာအခန်းကိုမှမရောက်ရင်နော်တမတနာဉာဏ်မှမရောက်ရင်ဝိပဿနာမဖြစ်ဘူးဒါကြောင့်ဦးဇင်းကပြက်ပြက်သားသားပြောတာမာနနဲ့ပြောတာမဟုတ်ဘူးလူတွေကိုဒါတွေကိုအမှန်သိထားစေချင်တာနော်အခုကဝိပဿနာဆိုတာနီးပေါင်းစုံရှိတယ်ကြိုက်တဲ့နီးနဲ့အားထုတ်တယ်သူတို့ပြောလို့လေအေဂေါတမောလည်းပြောတယ်ပြီးရင်လည်းနီးပေါင်းစုံရှိတယ်ဆိုတော့ဖះကဘလောင်းမလဲသမားကြီးဖြစ်နေနော်အဲ့အလားလေးတွေကိုတတိထားကြည့်စီချင်တယ်အဲ့ကြောင့်ဝိပဿနာအားထုတ်နည်းကိုဝိပဿနာဖြစ်အောင်ဘယ်လိုအားထုတ်အောင်လဲဆိုဖះအစုံကကိုယ်တိုင်ကလေ့လာမှရတော့အဲ့ကြောင့်လေ့လာကြပါဦးဇင်းကလည်းပြောပြပြီဦးဇင်းပြောတာကြီးပဲယုံဖို့မဟုတ်ဖះဟောတွေလေ့လာဝိပဿနာအားထုတ်မိနော်စာပေခုနကတရားတွေနာထားတယ်လေ့လာထားတယ်ကို့မှာအများကြီးရှိမယ်စာပေလည်းထိုက်တဲ့လောက်ဖတ်မိတဲ့အခါရှိမယ်နော်တချို့ကလည်းတော်တော်ကြီးကိုလေ့လာထားတာရှိတယ်ဟုတ်ပြီအဲ့ဒါကလေ့လာတာဒါ generally နော်ခြုံပြီးတော့မှလေ့လာတာဒါပေမဲ့ဟာဒီဝိပဿနာကဘယ်လိုအားထုတ်မှဖြစ်တယ်လဲဆိုတာအဲ့ဒါကိုကသိဖို့လိုတယ်ဆိုတဲ့အခါကျရင်ဥစဉ်အဲ့ဒါကိုပဲအဓိကရှင်းပြီးပြောပြတာဟုတ်နော်ဒီလိုဟောတဲ့ဒီလိုရှင်းရှင်းလင်းလင်းဟောတာရှိတရားကရှိမှမရှိတော့တာ ရှိဘူးဗျာ ဟော တ လေ ကယ်ရှိတာ ဝိပဿနာအားထုတ်နည်းဒီဟာလဲဝိပဿနာအားထုတ်နည်းဟောတဲ့တရားတွေနာကြည့်လိုက်လေမှန်ပါဦးဇင်းကကဲ့ရဲ့နေတာမဟုတ်ဘူးဟောတဲ့တရားတွေနာကြည့်လိုက်လေဟုတ်လား ဘောဆိုရင် သူတို့ကနီးပေါင်းစုံရှိတယ်ဆိုတာဟာဒါကမဟာစီနီးဒါကမိုးကုတ်နီးဟိုကလေဒီနီးဟိုကစွန်လွန်နီးဒါကသိန်းအင်းနီးစသည်ဖြင့်ဒါကမြေစင်းနီးစသည်အမျိုးမျိုးကွဲပြားသွားတာဆိုတော့ဒါကဒီနီးနဲ့အားထုတ်ရင်တရားရတာပဲဟိုကလည်းဟိုနီးနဲ့အားထုတ်ရင်တရားရတာပဲဆိုတော့သူတို့ကြောင့်မလို့လူတွေကအဲ့ဒီလိုယုံသွားဖြစ်သွားတာမဟုတ်လား ဟုတ်တယ် ဟုတ်နော်အဲ့ဒါဆိုရင်အဲ့ဒီဟာဒီအဲ့ဒီနီးရဘယ်နီးမှန်တယ်လဲဆိုတာဘုရားဟောကိုသိထားမှရဘုရားဟောကပါလေဥစဉ်အမြဲတမ်းပြောတာဝိပဿနာရဲ့အရှုခံကပါလေ ခန္ဓာ၅ပါး ခန္ဓာ၅ပါးရုပ် မကင်၈ပါးနဲ့ရှုပါဗျာ မဲ့ကိ၈ပါးနဲ့ရှုရအောင်နော်ဝိပဿနာဖြစ်ဖို့ဒီညာတပရိညာဆိုသိရမယ်တရားတွေဝိပဿနာရှုဖို့အတွက်သိရမယ်တရားတွေသိရမယ်ကိုယ်ပစ္စည်းတစ်ခုရောင်းမယ်ဈေးဆိုင်ဖွင့်မယ်ဆိုရင်ဒီကိုဖွင့်မဲ့ဈေးဆိုင်ရဲ့ပစ္စည်းတွေကိုအရင်ဆုံးဝယ်ပြီးချိုးစားပေါ့စုဆောင်ရတယ်စီစဉ်ရတယ်မဟုတ်လားအားလုံးပြည့်စုံမှဈေးဆိုင်ကဖွင့်တာမဟုတ်လားအဲ့ဒါညာတပရိညာတော့ပဲပေါ့နော်အဲ့တော့ရုပ်ပရမနာပရမပြောထားတဲ့အပြောနဲ့ကိုကအော်တာအထုတ်လို့မရဘူးလေ
နော်ခန္ဓာဉာဏ်ရောက်အောင်သိအောင်လေပရိညာပိုင်းခြားသိရမှာလေစာဖတ်ပြီးသိတဲ့အသိကမဟုတ်ဘူးလေခန္ဓာမှာဉာဏ်နဲ့ပိုင်းခြားသိရမှာလေစာလေးနဲ့တည်းဟောနေတာကပြီးစလွယ်ဟောနေလို့အဲ့တော့ညာတပရိညာဆိုသိရမယ့်တရားကြီးခုနကဉာဏ်စဉ်၅စဉ်တဆင့်ချင်းကိုဉာဏ်ကပိုင်းခြားသိရမှာသမတနာဉာဏ်ရောက်မှတဘာဝလက္ခဏာတာမညလက္ခဏာကိုဆက်ပြီးရှုတမ်းမှဝိပဿနာဖြစ်တာဒါဘယ်သူမှငြင်းလို့မရဘူးအဲ့ဒါဖျားခေါ်တဲ့စာပေမှာအတိအကျပဲဝိပဿနာအားထုတ်ဖို့ပဲနော်ဒါကြီးကိုလွတ်ပြီးတော့မှကိုယ့်တဘောနဲ့ကိုယ်လုပ်နေကြတယ်ဆိုတော့နော်ဒီအစစ်နေဟိုကြည့်လိုက်ဒါဖျားခိုင်းထားတဲ့ဒါလက်တွေ့လောက်ရမယ်အပိုင်းနေစာတွေ့ပြန်ကစာတွေ့ပြီးရင်လက်တွေ့လောက်ရမယ်အပိုင်းနေအဲ့တော့ဒီလက်တွေ့လောက်ရမယ်အပိုင်းတွေကိုအဲ့ဒီမိုးကုတ်ရိပ်သာမှာလည်းကြည့်လိုက်မာစီရိပ်သာမှာလည်းကြည့်လိုက်ဆွန်လွန်ရိပ်သာမှာလည်းကြည့်လိုက်သိင်းရိပ်သာမှာလည်းကြည့်လိုက်လေဒီရိပ်သာမှာလည်းကြည့်လိုက်အဲ့ဒီဖျားအဆုံးမထားတဲ့အတိုင်းလောက်ကြတယ်မလို့ရင်ဝိပဿနာကိုမဟုတ်တာ မလောက်တာထက်ကိုဖဖဖျားပြီးတော့အခုလိုဟိုတနည်းအားဆိုရင်ပြီးတော့တငယ်ချင်းကအဲ့လိုမိုးကုတ်ဆရာတော်တရားလေးပို့လာတာပေါ့ဖျားပြီးတော့ကတော့ဖဖအဲ့လိုဟိုဖဖဆိုရင်ပြီးတော့ကြည့်ရင်ပို့ပြီးတော့ဟိုတိုးတက်လာတာလေးတွေ့မယ်လို့ပြီးတော့ထင်ပါတယ်ဖျားဘာလို့လဲဆိုဖဖတရားကိုစနာတဲ့အချိန်မှာပြီးတော့ဓာတ်ကြီးလေးပါလည်းမသိဘူးနောက်ပြီးတော့ day 1ကဝင်တာလည်းမဟုတ်ဘူးပေါ့ဖျားမဟုတ်တော့ဟိုပြီးတော့အဲ့အသဝင်ချင်းမှာပြီးတော့ဘာမှမသိဘူးဆိုပြီးတော့ရှောက်သေးတယ်ဖဖမှတ်မိမလားတော့မသိဒါပေမဲ့နောက်ပိုင်းကျတော့ပြီးတော့ဇက်တိုက်ဝင်တယ်ပထမတစ်ခေါက်မှလည်းအဲ့လိုပေါ့ပြီးတော့ရဲ့အာယုံတွေကဒီမှာတကယ်တမ်းကျတော့ဖဖတရားဟောတဲ့အချိန်ကပြီးတော့တကယ်ဟို main ဟိုအလုပ်လုပ်ရတဲ့အချိန်ကြီးနဲ့သွားတိုက်နေတာပေါ့ဖေတိုက်နေတော့ဒါပေမဲ့ဟိုခုနကတော့ပြောသလိုပဲပြီးတော့တွန်းပို့တာဘာတွေလဲဆိုရင်တော့ငါကဘာသာချားတဲ့ရောက်သွားတယ်ငါမမလုပ်လို့ရှိရင်ခုနကတော့ပြီးတော့ရှောက်တယ်လို့ပေါ့ဟိုတပိတ်တော့ပင်မဲ့လူလည်းမရှိဘူးကိုချစ်တဲ့ဟာပဲကိုကယ်ရီလုပ်မှာပေါ့နော်ဘောအဲ့လိုမျိုးအဲ့လိုတွန်းအားပို့ရတာပေါ့ပို့ရတော့ပြီးတော့တော်တော်လေးလုပ်ပါတယ်ဖေလို့တော့ပြီးတော့နောက်ပိုင်းကျတော့ဟိုဝင်လိုက်တစ်ခါဝင်ဟိုအဆက်မပြတ်ပေါ့ပြီးတော့အခုဆိုရင်ဒီဇင်ဘာထဲကနေဆိုရင်ပြီးတော့ရက်ပြတ်တာဆိုရင်နည်းနည်းပဲရှိတာပေါ့နည်းနည်းရှိတယ်ဆိုတော့မှပြတ်တယ်လို့ပြောလို့မရဘူးပေါ့ဗျာအဲ့လိုဟိုချက်ချင်းပြီးတော့အဲ့လို replay တွေပြန်နှားထောင်တာပေါ့အဲ့လိုမျိုးကျင်းလိုက်တဲ့အခါကျတော့ဘောရဲ့ဘာဖြစ်လာလဲဆိုရင်ပြီးတော့သူပြောလိုက်လို့ရှိရင်လည်းပြီးတော့အဲ့လိုတီးချင်စိတ်တွေကအရန်ဖြစ်တယ်အဲ့မှာမိုးကုတ်ဆရာတော့ဟောတဲ့တရားလဲကောင်းတယ်ဖေဒါပေမဲ့ဖဖုံးတင်မေးသလိုပြီးတော့ကဟိုကကြီးခကွေးကိုတင်ရတဲ့လူလိုဖြစ်တော့သူပြောတဲ့ဟာလေးဟိုပြီးတော့ catch up ဖြစ်တာပေါ့နော်ဒါပေမဲ့ပြီးတော့ကြည်တာတော့ဟိုအရင်တော့ဆိုလဲပြီးတော့ line တရားလိုက်နာတာပဲ YouTube တို့ဘာတို့အဲ့လိုမျိုးတွေမှာတွေ့တာဒါပေမဲ့ပြီးတော့အစင်လိုက်အဲ့လိုစနစ်တကျမလုပ်တတ်ဘူးဖေအခုကျတော့ဘာလောက်တက်လာလဲဆိုလို့ရှိရင်အဲ့လိုပြီးတော့စိတ်တွေကဇက်တိုက်ဆင်ကျင်တာကလေတော်တော်ကြီးကိုမလွတ်တာဖေမလွတ်တာဆိုတာဥမာပြီးတော့အသက်ရှူလိုက်တဲ့ခါမှာဟိုလိုဒီဘာဒီဟာဟိုကလွတ်သွားပြီဆိုတာနဲ့ဒီဥမာပြီးတော့နာလာတယ်ဆိုရှိနာလာတာဒီဓာတ်ကြီးလေးပါဖောက်ပြန်တဲ့ဟာတွေအဲ့လိုမျိုးပေါ့ဇက်တိုက်အဲ့လိုညံစင်တွေကသူ့ဘာသာသူဖြစ်တယ်ဘုံဖေအဲ့ဒါဘုံရဲ့အကြောင်းကြီးဆက်နေတာကိုဆက်တဲ့အတိုင်းလိုက်သွားတော့ဟုတ်ဆက်ပြီးတော့လေတော်တော်လေးလိုက်လောက်တက်လာတယ်အခုကနောက်တစ်ခုကတတိထားမိတာပြီးတော့မှလွတ်သွားတဲ့စိတ်ဆိုတာမရှိသလောက်ဖြစ်လာတယ်ဖေဥမာနားရဲဘယ်လိုလဲတော့အကြောင်းအကျိုးကိုဆက်ဆင်ရင်ဒီထဲမှာကိလေသာကြားမခိုးတော့ဘူးမရှိဘူးဖေတခြားအတွေ့လည်းမရှိတော့ဘူးဟိုလိုမျိုးလေဟိုဇက်တိုက်ကဒီတရားပဲနာတယ်တရားနာတာလေးနဲ့ဟိုဖြစ်သွားတာအားလို့ထိုင်လို့ပေါ့နော်ဟိုအစင်တပြေထိုင်လို့ရပြီဆိုတော့တရားလာထိုင်နေအဲ့လိုမျိုးလေးဖြစ်တော့ပြီးတော့ကြည့်တယ်ငါတော်ကန်ကောင်းတာပဲလို့ဆရာလိုမျိုးပြတဲ့ဆိုဆရာကောင်းသမားကောင်းနဲ့စုံနေဆိုတာနောက်တစ်ခုကအခုဆိုပြီးတော့ခုနကတော့ရှောက်တာဆိုပြီးတော့တငယ်ချင်းရဲ့အမေပေါ့ဗျအဲ့လိုတကယ်ချင်းရဲ့အမေဖြစ်တာပေါ့ဆိုတော့ပြီးတော့ကြည်တယ်ဟိုအရင်ကပြီးတော့အကြီးတယောက်မှာအဲ့လိုမျိုးစုံဘူးတယ်နောက်ဆရာတော်ဖျားတယောက်မှာပေါ့အဲ့လိုဆရာတော်ဒီ
ရန်ကုန်ကအဲ့ဒီဟိုစာရင်းရွှေတကုံနားမှာအဲ့ဒီကျောင်းနိုင်ဆရာတော်ဘာအဲ့လိုမျိုးအဇိုင်းမဖြစ်တာစုံမှုတယ်အဲ့အဇိုင်းမဖြစ်တော့လေအဲ့ဆရာတော်ပြီးတော့ဆေးတွေအများကြီးလှူဘူးတယ်ပေါ့ဖေသူ့အတွက်လေစက်တိုက်တောက်ဖို့လှူဘူးတယ်ဒါပေမဲ့ပြီးတော့အဲ့အချိန်မှာပြီးတော့ကိုယ်တိုင်မှာလည်းအဲ့လိုဒီဝိပဿနာတရားကိုမကျင့်ဘူးသေချာမကျင့်ဘူးတဲ့အခါကျတော့ပြီးတော့တတိမထားမိဘူးပေါ့ဖေဆေးလှူတယ်ဆိုဆေးလှူတာလောက်ပဲပြီးတော့စဖြစ်လိုက်ဒါပေမဲ့အခုပြီးတော့ဒီမှာတယောက်နဲ့ထပ်ဆုံတဲ့ခါကျတော့ပြီးတော့စိတ်ထဲမှာအော်ငါဆိုရင်ကောဒါလိုမျိုးဖြစ်ပြီးဆိုရင်ပိုင်းခြားနိုင်စွမ်းမရှိတော့ဘူးလေနော်ဘုံဗျာစိတ်ကလည်းအဲ့လိုမျိုးတောင်စင်ရေမရတွေဖြစ်သွားပြီးအဲ့လိုမျိုးဆိုတဲ့ခါကျတော့ငါရောဘယ်လိုများကာကွယ်လို့ရမလဲဆိုတော့ပြီးတော့ထင်တာတော့ပြီးတော့တို့စင်ကျင်နေတဲ့စိတ်လေးကတော့ပြီးတော့တို့ carry ဖြစ်သွားမယ်ဒီကြားထဲမှာမှအဲ့လိုဒီတက်ကြီးလေးပါဖောက်ပြန်တာအဲ့ဒီဘက်ကိုရောက်သွားတယ်ဆိုရင်တော့ကိုရဲ့ဝတ်ကြွေးရှိလို့အဲ့လိုဖြစ်လာမယ်ပေါ့နော်ဖြစ်လာတဲ့အခါမှာပြီးတော့သူ့ရဲ့သဘောကကြတော့လေဘောရဲ့ဒီအုံနောက်ကျုပ်တဲ့ဟာမှာ तू လုံနေကြဟာကို तू မှတ်မိနေတာဖေအဲ့တော့ तू အဲ့ဒီအန်ဒီကိုကြည်လိုက်လို့ရှိရင်လေ तू အရင်ကအဲ့လိုသူများကို तू လုတ်ပေးလာတာကြွေးလာတာအဲ့ဒါလေးတွေ तू အများနဲ့မှတ်မိနေတာပေါ့ဖေပြီးတော့တို့တွေ့လိုက်လို့ရှိရင်လာနေနော်ငါအိမ်မှာလာနေအကျယ်ကြီးအိမ်ကအကျယ်ကြီးအမှန်မှာတော့အခုဆိုပြီးတော့ तू ကိုဟင်းလေးတွေချက်ပြီးတော့ပို့ပေးတာပေါ့ဖေဆို तू ကပြောတယ်ငါအိမ်မှာလာနေနော်ငါအိမ်ကအကျယ်ကြီးနင့်ငါချက်ကျွေးမယ်ဘာမှပူစရာမရှိဆိုဒီစိတ်လေးကပဲ तू အတွက်ကောင်းနေတာပေါ့ဆိုပြီးတော့စဉ်းစားမိတော့ပြီးတော့ဆိုလည်းအခုစဉ်းစားမိတယ်ငါကလည်းတစ်ချိန်လုံးတရားနာနေတယ်တရားထိုင်ဖို့ပဲကြိုးစားတယ်ငါတခုခုအဲ့လိုများဖောက်ပြန်ပြီးတော့ဖြစ်သွားလို့ရှိရင်ဒါလေးပဲငါ့ကို carry လုပ်ပါဒါလီကပူစရာမလိုဘူးလေနော်တင်ပါဗျာပူစရာမလိုတော့ဒီအခုဝိပဿနာဉာဏ်တရားတတိကကိန်းနေပြီလေတင်ပါဗျာနော်ဒီတတိတဘောကကိန်းနေဒါကြောင့်မလို့မြတ်စွာဘုရားကအသေးအဲ့ဒါပေါ့နော်အသေးမူခင်ဉာဏ်ဥအောင်လို့ဆိုမိုးကိုဆရာတို့ဘုရားကြီးရတယ်မှန်လိုက်တာဗျာတင်ပါဗျာနော်အဲ့တော့ဘုရားရဲ့စကားကဒါသေးကြီးချာချာလေးလေးလေးနဲ့တွေးကြည့်ဖို့ဘုရားမြတ်စွာဘုရားကအသေးဒီနော်ငယ်ရွယ်စဉ်မှာကျမ်းမာနေတော့တော်လဲလဲဖြက်ဖြက်လှလှရှိတော့နော်ဉာဏ်ကြီးရှင်နေတော့ထက်နေတော့နော်ကျမ်းမာနေတော့မှာတရားအထုတ်ဉာဏ်ဥအောင်လုပ်ထားလိုက်အပေပိတ်အောင်လုပ်ထားလိုက်ပြီးရင်ဝိသခါတို့လိုဘုံစင်ဆန်ဖို့ဟုတ်လားလူဘဝကိုမစွန့်နိုင်ဘူးပြောချင်သေးတယ်ဆိုပြောဒါဘုရားရဲ့ရည်ရွယ်ချက်ကလေဒီတဘောပဲလीနော်ဘုရားရဲ့တကယ်အန္တိပယီမန်ချက်ကတော့နိဗ္ဗာန်ရောက်ဖို့ဒါပေမဲ့လူစိတ်ကိုမစွန့်လောက်နိုင်သေးဘူးဆိုရင်လူလောကဒီကာမဂုဏ်ကိုမစွန့်လွတ်နိုင်သေးဘူးဆိုဘုရားကအတင်းမစွန့်နိုင်ပါဘူးဒါပေမဲ့အပေပိတ်အောင်လို့အဲ့ဒီဘုရားရဲ့စကားကိုပဲမဟုတ်ဆရာတော်ဘုရားကြီးကလည်းဒါကိုပြောတာပြီမင်းတို့အသေးမူကြီးညံဦးအောင်ရင်လို့အဲ့တော့သောရပန်လောက်ဖြစ်ပြီဆိုကြိုက်တော့ပျော်စမ်းပါအဲ့ဒါမြင်ကြည့်တော့သူတော်ကောင်းရဲ့စိတ်ကဒီအပေကျသွားမှာကိုအရန်စိုးရိမ်တာနော်အဲ့ညောင်မလို့ဝိသခါတို့ဆိုဟောတာကြီးအလကားဟောတာမှမဟုတ်လားနော်လူတန်ရောစဉ်ကိုမဖြတ်ချင်သေးတဲ့လူဘဝတန်ရောစဉ်ကိုမဖြတ်ချင်သေးတဲ့လူအပေလူတော့ပိတ်အောင်လို့နော်ပြီးရင်ဘုံစင်ဆံပါဒါမဲ့ဖះကဘာတော့ဘုံစင်ဆံဖို့ကိုအားပေးတာတော့မဟုတ်ဘူးနော်ရီမန်ချက်ကတော့ဒီတန်ရာပြတ်ဖို့ပဲအဲဆိုတော့အခုအသိနဲ့စဉ်းစားကြည့်အခုအဲ့ဒါသူတို့တန်ဝေခယူရတာနော်ဒီလိုချိန်မှာမှဘယ်သူမှကယ်လို့မရတော့ဘာမှလုပ်လို့မရအဲ့ဒါဆိုတော့ခုနကလို့ဒါတွေကိုသိထားတဲ့အခါကျတော့လူတွေကိုတရားတွေလုပ်စီခြင်းတယ်လူတွေကိုကြည့်လိုက်ပြန်တော့လေတရားတွေကလုံနေကြတယ်နော်တော်တော်များများလုံနေကြတာပဲဒါပေမဲ့လုံနေပေမဲ့ခုနကပြောသလိုပဲဒါဦးဇင်းလည်းဒါကကိုယ်တိုင်လည်းအားထုတ်ခဲ့တာဟုတ်နော်ဆိုတော့ဝိပဿနာမဖြစ်ဘူးဆိုတာသိနေတဲ့အခါကျတော့ဒီခုနကနော်
ဆုံးရှုံးသွားတဲ့ဇာတွေကိုလည်းသိထားတယ်အခုလုံနေတဲ့လူတွေကြတော့လေသူတို့ဘလောက်နစ်နာတယ်လေနော်အဲ့ဒါကိုအရန်ကိုချင်းစားအဲ့ဒါကြောင့်ဦးဇင်းအလူတိုင်းကိုအပေသားလွတ်စီခြင်းနေနော်အပေလွတ်ပြီးတော့ကြိုက်ကြလို့နေနော်ဆက်အားထုတ်ခြင်းတဲ့လူလည်းဆက်အားထုတ်အောင်ဒါလမ်းပြပြီးမြင်ဒီလောက်နဲ့သောတာပန်လောက်နဲ့တော်ပြီဆိုရင်တော်ကြတော့ရပြီအဲ့ဒါဆိုပေမကြဖို့အဓိကနော်ဘုံစင်းကစံစမ်းမှာလူဘဝကိုပျော်ပျော်ကြီးနေကြစမ်းနတ်ဘဝရရင်နတ်ဘဝကြီးကိုပျော်ပျော်ကြီးနေပြစမ်းဟုတ်မှာလူဘဝရတော့မှပျော်ရတာပျော်ပျော်ကြီးနေပလိုက်နတ်ဘဝရလို့ပျော်ရမှာပျော်ပျော်ကြီးနေပလိုက်ဘာမှနောက်ဆုံးစားစဉ်းစားမနေပျော်ပျော်တာနေပေပိတ်ပြီးမှနော်ဘာလို့အပေပြီးလားအရန်ဆိုးတာနော်ပေလေးကြတော့ပြန်တက်ဖို့မလဲတော့ဘူးလေနုံနေနှစ်သွားရင်ပြန်ပြီးတော့မှတက်ဖို့မလွယ်တော့ဘူးလေနှစ်ပြီးရင်နှစ်ရင်ပဲမဟုတ်လားနော်ဒါတွေကိုကောင်းကောင်းမြင်တာပေါ့ဒါမဲ့တခါတရားထုတ်နေကြည့်လိုက်ပြန်တော့လေတရားတွေကလွယ်မှဆိုတဲ့အခါကျတော့ခုနကလိုပဲပေါ့နော်ဒီဝိပဿနာဆက်ဆက်မှန်မှန်ဖြစ်အောင်ဒါပြောရတာကိုနော်အဲ့တော့ဝိပဿနာအားထုတ်ဖို့ကနီးပေါင်းစုံမရှိပါဘူးမိုးကုတ်နီးလည်းမရှိပါဘူးမဟာစီနီးလည်းမရှိပါဘူးတေအင်းနီးလည်းမရှိပါဘူးနော်လေဒီနီးလည်းမရှိပါဘူးဘဒုနီးမှမရှိဘူးတပညုမြတ်စွာဘုရားဖះရဲ့နီးတစ်ခုတည်းပဲရှိတယ်အဲ့တော့ဒါကိုပြန်သုံးသပ်ဖို့ဝိပဿနာအားထုတ်ဖို့ကခုနယုံနဲ့နာမ်ပေါ်မှာမဲ့ခင်၈ပါးနဲ့ရှိရမယ်ဝိပဿနာဖြစ်ဖို့ဟာဘုရားချမှတ်ထားတဲ့ဉာဏ်စဉ်16ပါးမှာဉာဏ်စဉ်5ပါးကဝိပဿနာအရမအရိယာကိုခန္ဓာဉာဏ်ရောက်အားထုတ်နိုင်မှဉာဏ်ထဲမှာပိုင်းပိုင်းခြားခြားယုတ်နံပရမတ်တဘာဝတရားတာမညလက္ခဏာကိုပိုင်းခြားသိနေမှဝိပဿနာဖြစ်တယ်ဒါဘယ်သူမှလာညင်းလို့မရဘူး။ဘာလို့ဘုရားဟောထားတဲ့တရားကြီးမို့လို့ဘုရားဝိပဿနာဖြစ်ဖို့အတွက်ဟောထားတဲ့တရားကြီးမို့လို့နော်။အဲ့ဒါကိုလွတ်ပြီးတော့မှဟိုနီးလေးရတယ်ဒီနီးလေးရတယ်ဆိုတာရှောက်ဟောနေတာကတော့အဲ့ဒါဟောတဲ့လူရဲ့အပြစ်တွေအမှားတွေပဲ။နော်သူတို့စာတိုက်ရင်သူတို့စာကိုပြန်ကြည့်လိုက်ရင်သိတယ်လေ။ဟုတ်တယ်မလား။ကိုယ်တိုင်လက်တွေ့လုပ်ကြည့်ပေါ့။ကိုယ်တိုင်လက်တွေ့တော့အာမထုတ်ကြဘူးလားလို့ပြောပြန်ရင်လေအာထုတ်ကြမှာဆရာတော်ကြီးတို့တော့ဝိပဿနာအာထုတ်ပြီဆိုတဲ့စာဖတ်ပြီးအာထုတ်လို့မရဘူးအဲ့တော့ဒီနေရာမှာလေမြတ်စွာဘုရားနဲ့ဝက်ကလိထင်တယ်နော်တုတ်ဆလို့ခေါ်တာလေဒီမှာဗျာတို့အဟောအရဆိုပြီးတော့ပြီးကသုံးပုံဆောင်ကြီးပေါ့ကဲသူတရားအာထုတ်တယ်လားဝိပဿနာအာထုတ်အဲ့ဒါတွေကလည်းအလကားခေါ်ထားတာမဟုတ်ဘူးလေနော်မာနာတွေမတက်ဖို့ကိုလုံးရမယ့်အလုပ်တွေကိုလုပ်ဖို့ပဲနော်ဆရာလိုရင်ဆရာရှားမှာပဲတပည့်ခံရမှာပေါ့ဒီမှာဗျာမာနခံနေလို့ရမလားငါတို့ကပိဋကသုံးပုံဆောင်ပြီးဆိုပြီးတော့ငါတို့ကအဘိဓမ္မာတင်ထားတာဆိုပြီးတော့မာနခံနေလို့မရဘူးဟုတ်တယ်ဟုတ်နော်အဲ့တော့ तू ဘုဒ္ဓစီမှာသွားပြီးတော့မှဝိပဿနာတရားသွားအထုတ်ရတယ်အဲ့ဒီကိုရင်လေး9နှစ်သားနော်ယဟနာစီမှာသွားအထုတ်ရတာနော်9နှစ်သားနဲ့ယဟနာဖြစ်နေတာတရားမှမဖြစ်နိုင်ကြမရှိဘူးလေနော်အဲ့ဒါဆိုတော့အဲ့ဒီသင်္ကန်းစာလေးတွေယူရမှာအဲ့တော့စာတတ်တိုင်းဝိပဿနာအာမထုတ်တတ်ပါဘူးဒါလေးကိုလေသိထားအဲ့ဒါကြောင့်မလို့ဦးဇင်းကစာတတ်ရင်ဖယားဟောအဆုံးအမကိုတိတိကျကျဟောနော်
ဒီနေ့တရားဆွေးနွေးမယ်ဆိုပြီးလာပဲတယောက်ရှိသေးတယ်ဦးဇင်းတစ်ပါးတွေကပဲနော်ပထမကြီးတွေအောင်လာပြီပေါ့နောက်တော့ဇန်ဟင်က၄ဆင့်အောင်ပြီပေါ့ဇန်ဟင်က၄ဆင့်အောင်ပြီပေါ့အဲ့တော့သမထသမားဆိုတော့သမထပြင်နေလာတာပေါ့သမထလေးလာပြီပေါ့ကဘာပေါ်မှာသူ့လိုဒီလိုသိတဲ့လူဒီလိုသူ့လိုဟောတဲ့လူမရှိဘူးနော်တလူကြီးပြောတယ်နောက်ပြီးရင်သူပြောလိုက်တဲ့စကားတွေမှာအဲ့ဒီစကားလေးကိုပြောချင်တာပါအဓိကတော့ဒါလေးတွေကမှလည်းအဟောတွေမှာကဥစဉ်တော့နာဘူးတာရှိတယ်သူကရုပ်ကိုရှိရင်နာလဲပါပဲဆိုရုပ်တစ်ခုရှိရင်အဲ့ဒါဝိပဿနာဖြစ်တယ်နော်ဘယ်လောက်စိတ်ပြည့်စရာကောင်းလဲသူနဲ့ဆက်ပြီးတော့စကားပြောစရာကိုမလိုဘူးလာတဲ့အမာနနဲ့လေနောက်ပြီးတော့မှဒီရုပ်ကိုရှိလိုက်သူကတော့ပါဠိလူတွေရွတ်နေတာအဲ့ဒီပါဠိလူလာရွတ်နေရင်စိတ်ပြည့်တယ်အဲ့ဒါဖះဟောဆိုပြီးတော့လာချိတ်ချောက်နေနော်အဲ့တော့ तू ပြောလိုက်တဲ့စကားလေးမှာဟိုကရုပ်တစ်ခုရှိလိုက်ရင်ကာယ ानु ပတနာပေါ့နော်ကာယ ानु ပတနာရှိလိုက်ရင်စိတ် ानु ပတနာရှိစရာမလိုပါသွားရင်စိတ် ानु ပတနာရှိမယ်ဆိုရင်တော့ဒါရုပ်ကိုပြန်ရှုရမယ်ပေါ့အဲ့ဆိုတော့အဲ့ဒါတရားပြနေလေတရားပြနေတယ်ဓမ္မကတိကံဆိုတော့တရားတွေကပေါက်တက်ကြရရှောက်ပြောနေစာလက်တက်တယ်ပြောတယ်နော်အဲ့တော့ဦးဇင်းလည်းနောက်တော့ပြောစရာလည်းမရှိတော့ဘူးဥစားလုံးလိုက်တော့ဗောနော်အဲ့ဒီလိုမျိုးတွေပေါ့နော်တရားတွေကမှန်လားမချဘူးကိုယ့်အကိုသိတယ်တတ်တယ်ဆိုတဲ့ပုံစံကြီးတွေနေရတော့မရဘူးလေနော်ဒီမှန်လားတွေကိုချမှတ်ရမယ်ကိုအားထုတ်ထားတဲ့ဟာကိုတော်ဘောနဲ့ကိုဆုံးဖြတ်လို့မရဘူးဖះအစုံမနဲ့သူတို့ကစာဒါဖះဟောလွတ်လို့ရှိရင်ဘာဖြစ်ဖြစ်လဲကိုသိတဲ့တရားတွေကဖះဟောနဲ့ညီမညီကိုကပြန်သုံးသပ်ရမှာဒါဒီကိုမသုံးသပ်တော့ဘူးနဲ့ကိုကကိုမှန်နေချင်းဟုတ်တော့မလားအခုနမတွေးနဲ့မကြံနဲ့ဆိုဘာကိုပြောတာလဲရှင်းလင်းအောင်မပြောဘူးဒီလူနဲ့ပဲတရားစခန်းပြန်ခဲ့ကြတာမဟုတ်လားဝိပဿနာတော့ဘာမှန်းတော့သိမှာကိုအားထုတ်နေတာပဲဝိပဿနာလို့ထင်နေကြပါပဲဒီမှာဟုတ်ပါတယ်ဗျာတကယ်အမှန်ပဲဗျာအဲ့ဒါကအဲ့ဒါတွေကနော်ဒါလေးတွေပြင်ရမယ်ကိုကလည်းအဲ့တော့ဦးစင်းကဒီယောဂီတွေကိုအဓိကထားပြောချင်တာကဝိပဿနာဆိုတာဘာလဲနော်ဒါကိုသိဖို့နော်ဒါဖြစ်ဒီသမထနာဉာဏ်ရောက်မှဝိပဿနာဖြစ်တယ်နော်ညာတပရိညာအခန်းကလွတ်လို့မရဘူးနော်အဲ့ဟာလေးတွေကိုယောဂီတိုင်းသိထားမယ်အဲ့ဒါဆိုရင်ဘယ်တရားစကားဝင်လေဒီဝင်မိုးကုတ်ဝင်ကြိုက်တာဝင်နော်ဘယ်တရားစကားကြိုက်တာဝင်ရဝင်လို့ရတယ်ဒါပေမဲ့အဲ့ဒီဝင်မဲ့တရားစကားကိုတော့လေ့လာဟုတ်ပြီအဟောဒီတမထထူထောင်တာကြီးကတပိုင်းဒါကိစ္စမရှိဘူးလို့ဝိပဿနာအားထုတ်ပြီးဆိုရင်ဝိပဿနာဘယ်လိုပြအောင်လဲလက်တွေ့အဲ့ဒါကိုတော့ကိုယ်တိုင်စစ်ဆေးနိုင်မှရဆုံးဖြတ်နိုင်မှရအဲ့တော့ဖျားပေတံကိုကင်ထားလိုက်နော်ယူပပရိစေတဉာဏ်ယူပပရိစေတဉာဏ်လို့အဟောဓာတ်ကြီး၄ပါးဟောမယ်မာရောပြောတော့ပူရောဤရောပြောမယ်ဟုတ်ပြီအဲ့ဒါကပရိယအဲ့ဒီပြောပြီးရင်လက်တွေ့ပထဝီတစ်လုံးကိုဘယ်လိုမြင်အောင်ရှုရအောင်လဲနော်အာဘောကိုဉာဏ်ရောက်အောင်ဘယ်လိုပြရမလဲအဲ့ဒါကိုကြည့်အဲ့ဒီလိုမပြနိုင်အဲ့ဒီတရားစကားဝင်မနေနဲ့ဘာမှအကျိုးမရှိထွက်လာတယ်တော့အချိန်ကုန်တယ်ဟုတ်ပါတယ်ဗျာဒါဝိပဿနာဘိုင်းကိုပြောတာအဲ့ဒါကအခုနယောဂီတွေနားလည်ထားဖို့လိုတယ်အဲ့ဒါလေးတွေကိုကိုယ်ပြပြလူတိုင်းကိုပေါ့နော်သိစေချင်တယ်ဘာလို့ဆိုတော့အဲ့ဒီလိုရှင်းရှင်းလင်းလင်းကွယ်ပြပြဟောကြားတာမရှိတော့ယောကောတ
မထနဲ့ဝိပဿနာတွေရောလို့ရောနော်အဲ့တော့တမထမှမသိဝိပဿနာမှမသိနော်မဲ့ခင်၈ပါးကိုလည်းနားမလဲဘယ်လိုစိုက်အောင်အားထုတ်အောင်လဲဆိုတော့လည်းမသိကလူကြီးပြဿနာပြဆိုတော့ခုနကယောဂီတွေကအယံတနာစရာကောင်းဦးဇင်းကအယံကိုချင်းစားကိုနဲ့နိုင်မိကိုချင်းစားဟာဒီလူသားဆိုရင်အကုန်လုံးဒုက္ခရောက်ကုန်တော့မှာပေါ့နော်အဲ့ဒါကြောင့်မလို့ဦးဇင်းမုန်းကျင်နဲ့မုန်းပြောရတာနော်ခုနကလိုမျိုးဆိုရင်ဘယ်လောက်စိတ်မကောင်းစရာကောင်းလဲဘာသာချမ်းမဟုတ်ဘူးလေဘုရားဘာသာကြီးလေနော်အဲ့တော့ဦးဇင်းတို့ကအများကြီးတောင်းရင်ရှိသေးတာပေါ့ကြိုးစားပြီးတော့သာသနာကိုပြန်ပြီးတော့ဥစ္စာလုပ်ပါမယ်နော်ကဲမဆင်ပါမေး သင်္ဘာဖုံဖုံဖေဟာမေကိုလေးမေးချက်ခွင့်ပြုပါဖေဟာဖုံဖုံဖေဟာတပည့်တော်တို့ဟာဒီတရားထိုင်နေတဲ့အချိန်တို့ကိုယ့်ရဲ့တတိရှိနေတဲ့အချိန်ပေါ့နော်အဲ့ဒီအချိန်ဒီမှာဆိုလို့ရှိရင်ဒီခန္ဓာခန္ဓာရဲ့ဖောက်ပြန်ပျက်စီးနေတဲ့သဘောတရားတွေကိုပေါ့နော်တတိလေးထားပြီးတော့ပညာနဲ့ဆင်ခြင်နေပါတယ်ဆင်ခြင်နေတယ်ပေါ့ဖုံဖုံဖေဟာ အဲ့ဒီနောက်ပြီးတော့ဒီသွာလာလှုပ်ရှားပေါ့နော်အလုံးလုံးကိုင်းနေတို့စားတောက်နေရတို့လှုပ်ရှားသွားလာနေတဲ့အချိန်นี้ပေါ့နော်အမြဲတမ်းတတိနဲ့စောင့်ကြည့်ပြီးတော့ပေါ့နော်ပညာနဲ့ဒီလိုမျိုးဆင်ញင်နေရမှာလားဖေ။အမြဲတမ်းပေါ့နော်ဒီတပည့်တော်တို့ဒေါသနဲ့လောဘနဲ့ဒေါသဖြစ်ခြင်းတော့ဒီတတိထားမိတယ်ပေါ့မောဟဆိုလို့ရှိရင်တော့တတိမထားမိတယ်လွတ်သွားတဲ့အချိန်လေးရှိတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့မလွတ်အောင်ပေါ့နော်ဒီအမြဲတမ်းတတိနဲ့စောင့်ကြည့်ပြီးတော့ပညာနဲ့ဆင်ခြင်နေရမှာလားဖေ။အဲ့ဒါလေးသိချင်လို့ပါဖေတဏှာ။တဏှာလည်းဖုံဖုံနာမည်ကိုတူကကြာတဏှာပေါ့နော်တပည့်တော်တို့မှာအမြဲတမ်းရှိနေတာလားဒါမှမဟုတ်လို့ရှိရင်တဏှာအမြဲတမ်းဖြစ်နိုင်လားပေါ့နော်ဘုံဘုံဖေ။အဲ့ဒါလေးသိချင်ပါတယ်ဖေဝိပဿနာဆိုတာကတော့နော်ခုနကအမြဲတမ်းဆင်ခြင်နေရမှာဆိုတော့အမြဲတမ်းဘယ်လိုလုပ်ဆင်ခြင်လို့ရမှာလဲ။သနော်င်ပါဖေ အာယုန်နေတဲ့မှာလူကြီးနဲ့ဆက်ဆံနေစာဝတ်နေရေးလုပ်ရတယ်နော်ကိုယ့်ရဲ့လုပ်ငန်းတွေနဲ့ပြောရဆိုရပြီးဆိုတဲ့အခါကျတော့အဲ့ဒီအချိန်ဒီမှာတော့လွတ်မှာပေါ့နော်ဒါမဲ့လွတ်တယ်ဆိုပေမဲ့နော်ကိုယ်မှကဒီဝိပဿနာအသိဉာဏ်ကိန်းထားပြီးသားတဲ့သူတယောက်ကလွတ်သွားပြီမဲ့လေနောက်ကတော့လိုက်ဆင်ခြင်နေတာနော်အဲ့တော့ကိုကခုနလိုကိုအိမ်ရောက်ပြီဆိုတဲ့အခါကျလို့ရှိရင်ကိုကအပြင်မှာထွက်စားရင်ကိုအိမ်မှာရောက်ပြီဆိုရင်ကိုခန္ဓာမှာနှလုံးသွင်းဆင်ခြင်မှုကပိုပြီးတော့ကောင်းလာတာပေါ့ကိုတယောက်တည်းရှိလို့ရှိရင်ပိုပြီးတော့မှဆင်ခြင်လို့ပိုအားကောင်းတာပေါ့တခါအဲ့ဒီဆင်ခြင်နေတာနဲ့ဆိုထိုင်ပြီးတော့မှဆင်ခြင်တာကပိုပြီးတော့မှထိတိမိမိမြင်တာပေါ့နော်အဲ့တော့ဝိပဿနာရဲ့သဘောကနော်ခုနကဒီလိုလွတ်သွားတဲ့အချိန်ဒီမှာတဏှာတွေဖြစ်နေတာနော်ဒီတဏှာကြီးကိုဘယ်လိုလုပ်ရမလဲဆိုတာစိတ်ပူတာမျိုးပေါ့နော်ဒီမှာအဲ့တော့တဏှာကိုဘာမှစိတ်မပူနဲ့ဘာမှတဏှာပေါ်မှာဘာမှစိုးရင်ကြောက်ကြသွားဖြစ်เสียအကြောင်းဘာမှမရှိဘူးနော်ဘာလို့တဏှာကကိုမှမပေရသေးတာအဲ့တော့အရေးကြီးတာကဘာလဲဆိုတာအပေပိဖို့ကအရေးကြီးတာတဏှာကအပေမကြောက်ဘူးနော်တဏှာကအပေမကြောက်ဘူးအပေကြတာကအဲ့ဒီအတ္တဒိဋ္ဌိအတ္တဒိဋ္ဌိကြောင့်အခုနကအယူတွေမားကုန်တာမဟုတ်လားဟုတ်ပါတယ်ဖေအဲ့ဒီအယူမားတဲ့ဒိဋ္ဌိတွေကအတိမားတွေကအယူမားတွေကအဲ့ဒီမှာအာကောင်းအားကြီးကုန်တာမဟုတ်လားနော်ဒီမှာ
အဲ့တော့အပေကြစီတဲ့အဲ့ဒီအတ္တဒိဋ္ဌိပြုတ်ဖို့အရေးကြီးတယ်ဟုတ်လားဦးဇင်းဒီနားလေးမှာလေမြေတာနှစ်ခုနိုင်ရှင်ပြပြီဒါလေးတွေကအရေးကြီးတယ်ပေါ့ပေါ့လေးမတွေးကြနဲ့နော်ဦးဇင်းတို့တတန်နေရာလုံးကဒီပြည့်ညတ်ဇွဲတွေနေအတ္တနဲ့နေကြတာမဟုတ်လား ဟုတ်ပါတယ်ဗျာ အနတ္တကိုဘယ်သူပဲရှာတွေ့သွားတာ မြတ်စွာဘုရားပါ ဘု ဗျာ ရားပါပဲရှာသိတာအနတ္တဆိုတာဘုရားဖြစ်လာတဲ့အချိန်ဘုရားအဲ့ဒီအနတ္တကိုဘုရားတစ်ပါးပဲသိတာဘယ်သူမှမသိဘူးအဲဒီလိုလေးမြင်ကြည့်လိုက်လေဒါဆိုရင်ဘုရားကဒီအနတ္တတွေ့ဖို့ကလေးသိင်ချင်းနဲ့ကဘာသိပြီးဆက်ခဲ့ရတာမဟုတ်လားဒီအနတ္တကိုတွေ့ဖို့ကလည်းခုနကညာတပရိညာကိုပိုင်နိုင်မှရတာမဟုတ်လားတမတနာဉာဏ်ကိုကျွမ်းကျင်မှရတာမဟုတ်လားနော်ခန္ဓာတဘာဝမြေတာပညာလက္ခဏာတွေကိုပိုင်ပိုင်နေသိလာမှရတာမဟုတ်လားအဲဆိုတော့မြတ်စွာဘုရားကဘာကိုအရင်ဖြုတ်ရတာလဲခုနကအတ္တဒိဋ္ဌိကိုအရင်ဖြုတ်ရတာလေအတ္တပြုတ်ဖို့ဆိုတာဘာသိမှရမှာ အနတ္တကိုသိမှရမှာပါဗျာ အနတ္တသိမှရတာအနတ္တကိုနော်စကလုံးရွတ်တဲ့အနတ္တစာရဲပါပဲအနတ္တအဲ့ဒီအတိအနတ္တမဟုတ်ဘူးဉာဏ်နဲ့ပိုင်းခြားသိတဲ့ပရိညာပိုင်းခြားသိတဲ့ဉာဏ်နဲ့သိတဲ့အနတ္တကိုမြင်မှရတယ်နော်အဲ့ဒီအနတ္တကိုမြင်မှအတ္တဒိဋ္ဌိပြုတ်တာမဟုတ်လားဒီအတ္တကြောင့်ဒီအတ္တသဘောလေးကိုသိဖို့ဟာဒီငါသူယောက်ျားမိန်းမပုဂ္ဂိုလ်တရားဆိုတဲ့အပေါ်မှာအဲ့ဒါကိုပဲအရှိတရားလို့ထင်နေတာမဟုတ်လားထင်နေတာလားထင်နေတယ်ဆိုတာအမှန်မသိတာပဲမဟုတ်လား ဟုတ်ပါတယ်ဗျာ အယူမှားနေတာမဟုတ်လား အယူမှားနေရ အဲ့ ပါ ဒီ ဗျာ အယူမှားနေတဲ့အပေါ်မှာဒီအတ္တလေးနဲ့အုပ်လိုက်တော့အဲ့ဒီအယူမှားတာယူကိုစွန့်ပစ်မလားစွန့်ပစ်နေ စွန့်ပြဗျာမ အတ္ စွ တ န့်ပြ ကြီး ပါ နဲ့ပါအဆုတ်ကန်နေတော့ဘယ်လိုလုပ်စွန့်ပစ်နိုင်မှာလို့မဟုတ်ဘူးလို့ပြောလို့ရှိရင်ထားရရိုက်မှာဟောယောက်ျားကြီးမြင်တော့ယောက်ျားမဟုတ်ဘူးလားဆိုထားရိုက်မှာဟောအတ္တကြီးနဲ့မဟုတ်လားအသေးဆုတ်ကန်တာမဟုတ်လားဒီအယူမားကိုအဲ့ဒီအတ္တဒိဋ္ဌိကစုပ်ကန်တာမဟုတ်လား ဟုတ်ပါတယ်ဗျာ ဒီအောင်ကြည့်နော်မြင်တယ်နော် တင်ပါဗျာ ဒါဆိုရင်အနတ္တလဲစိုက်လိုက်ရောအတ္တမဟုတ်ဘူးလဲသိလိုက်ရောဒီအယူမားကြီးကိုဒီအတ္တဆိုတဲ့အဒီစုပ်ကန်ထားလေးလားစုပ်ကန်လို့မရဘူးလေအနတ္တလို့မြင်လိုက်တော့သူစုပ်ကန်လို့မရဘူးဒါဆိုရင်ဒီအယူမားကိုတစ်ခါဘာကပြင်ပါလဲပရမတ်ကိုသိတဲ့ဉာဏ်ကထပ်ပြင်တာမဟုတ်လား တင်ပါ ဟော ဗျာ ဒါကြီးကပြည့်ညတ်တည်ပြီလို့သိလိုက်တော့အခုနကပြည့်ညတ်ပေါ်မှာအတိမာအမှတ်မှာအယူမှားနေတဲ့အပေါ်အတ္တနဲ့စုပ်ကင်လာတော့အတိမာအမှတ်မှာကပုံမခိုင်မှာတော့လားအာမကောင်းတော့လား အားကောင်းတော့ပါတယ်ဗျာ ဟုတ်တယ်အဲ့မှာအတ္တလည်းပြုတ်လိုက်ရောအခုနကအတိမာအမှတ်မှာအယူမှားလေးကတော့ကျန်ပြီဒါပေမဲ့သူ့ကိုကြတော့ဖြုတ်ကမလွယ်တော့လားဒီအတ္တကြီးမှမရှိတော့တာ လွယ်သွားပါတယ်ဗျာ အဲ့ဒါခါကျမှဩဒါတွေကယုတ်နံကိုယုတ်နံပြဉ္ညတ်ကိုပြဉ္ညတ်မှန်မသိလို့ဖြစ်ပေါ်နေတဲ့အတိမာအမှတ်မှာအယူမာကြီးအဲ့ဒါမှာအတိမှန်အမှတ်မှန်နဲ့စာထုတ်လိုက်ရောအတိမာအမှတ်မှာအယူမာကပြုတ်ထွက်သွားတာမဟုတ်လား တင်ပါ အဲ့ဒီအတိမာအမှတ်မှာအယူမာကဘာလို့ပြုတ်လွယ်သွားလဲဆိုတော့အတ္တပြုတ်သွားလို့ တင်ပါဗျာ ဒါဆိုရင်ဒီအတ္တပြုတ်သွားလို့နော်ဒီအတ္တလေးကလာမယ်ဆိုရင်အနတ္တဉာဏ်လေးကအစားထိုးလိုက်တော့အတ္တလေးကနောက်ဆုတ်ပြီးလိုက်ရ
ဆိုတော့ကြံတဲ့ဟာပေါ်မှာအစွဲအလံမကြီးတော့ဘူးပေါ့ဒါကြောင့်သောရပန်ဖြစ်ပြီးပြီဒီအတ္တဒိဋ္ဌိကိုအနတ္တဉာဏ်ကိုမှကိန်းနေတဲ့အတွက်အတ္တဒိဋ္ဌိကဖြစ်เสียအကြောင်းမရှိတော့ဘူးနော်အဲ့ဒါကြောင့်မလို့သူဒီတခြားပုံမှာအတိမအမှတ်မှားလို့ဆွဲလန်းနေဆိုပြီးရင်ပဲအားကောင်းနေဆွဲလန်းမှုမဟုတ်တော့ဘူးမြင်တယ်နော်သဘောပေါက်တယ်နော်မြင်နေနဲ့မြင်တယ်နော် မြင်ပါတယ်ဗျာ အဲ့ဒါကိုပဲဒိဋ္ဌိဖြုတ်တယ်လို့ခေါ်တာသူတို့ကဒိဋ္ဌိဖြုတ်ဆိုလုံးချလိုက်တာမဟုတ်လား ဟုတ်ပါတယ်ဗျာ ယောက်ျားမိန်းမပုဂ္ဂိုလ်တရားဆိုတာမရှိဘူးရုပ်နဲ့နာမည်ရှိတယ်ဆိုတာနဲ့ပြောတာမဟုတ်လား ဟုတ်ပါတယ်ဗျာ ပုဂ္ဂိုလ်တရားမရှိဘူးလား ရှိပါတယ်ဗျာပညာအနေနဲ့ အဲ့ဒါပြဉ္ညာအနေနဲ့ရှိတယ်လေသမုဒိသစ္စာအနေနဲ့ရှိတယ်ဘာလို့မရှိဘူးလို့ပြောတာဟုတ်လား တင်ပါဗျာ အဲ့တော့ပုဂ္ဂိုလ်တရားဆိုတာမရှိဘူးယောက်ျားမိန်းမပုဂ္ဂိုလ်တရားဆိုတာမရှိဘူးရုပ်နဲ့နာမည်ရှိတယ်ဆိုတာကဘယ်ရှိတော့ငါပြောလဲပရမတ်ကိုဉာဏ်ရောက်နေတဲ့အချိန်မှာပြောတာဒီပညာကမရှိဘူးလို့ तू ကသူဒီအခုတရားလောကကအဟောကရုပ်နာမည်ရှိတယ်ပုဂ္ဂိုလ်တရားဆိုတာမရှိဘူးဆိုတော့ तू ကမရှိဘူးဆိုရဲဥစ္စေကဒိဋ္ဌိနဲ့ဖြတ်ချလိုက်ရုပ်နာမည်ရှိတယ်မဟုတ်တရားတော်ကအဲ့ဒီလိုမဟုတ်ဘူးပရမတ်စိုက်နေတဲ့အချိန်ရုပ်နာမရှိပညာမရှိတာနော်ပညာနှလုံးဝင်လာတဲ့အချိန်မှာပရမတ်ငုတ်သွားပြီပရမတ်တုံပရမတ်ကလည်းမရှိတော့ဘူးလေတုံညဖြစ်သွားပြီနော်ပရမတ်ကိုနှလုံးသွင်းလိုက်တဲ့အချိန်ပညာကတုံညဖြစ်သွားပြီမရှိတာမဟုတ်ဘူးမမြဲနေတာပြောင်းလဲနေတာဒါဆိုရင်တကယ်အမှားကပါပဲအော်ပညာကိုပညာမှမသိလို့ပညာအပေါ်ကနေငါဟာငါဥစ္စာလုပ်နေတာဟုတ်အဲ့ဒီငါဟာငါဥစ္စာကအတ္တဒိဋ္ဌိတွေမဟုတ်လားအတ္တနဲ့လုပ်နေတာမဟုတ်လားနော်အဲ့ဒါဆိုတော့ငါဟာငါဥစ္စာဆိုတော့ယောက်ျားမိန်းမပုဂ္ဂိုလ်တရားကိုနော်အဲ့ဒီပုံမှာအတိမာအမှတ်မှာအယူငါနေတာမဟုတ်လားဒိဋ္ဌိဖြစ်နေတာမဟုတ်လားဒါလည်းဒိဋ္ဌိပဲတဏမာနနဲ့ယူထားတာမဟုတ်လား ဟုတ်ပါတယ်ဗျာ ဟမ်အဲ့ဒါဆိုတော့ဒီနေရာမှာလေအတ္တပြုတ်မှာဒီခုနကအတိမာအမှတ်မှာအယူမာကိုဒီကပရမတ်ကိုသိတဲ့ပညာပရမတ်ကွဲတဲ့ဉာဏ်နဲ့ခွဲထုတ်လိုက်မှာဒီခုနကအတိမာအမှတ်မှာအယူပေပြီးတာဖြစ်သွားတာဒါဆိုရင်ဒီနားလေးမှာနှစ်ဆင့်ပဲမဟုတ်လားအတ္တရေနောက်ခုနကဝိပ္ပံလာတာဟုတ်တော့မလားအားလုံးဟာအမှန်မသိလို့ဖြစ်နေတာကြီးမဟုတ်လားအတ္တပြုတ်သွားတယ်ဆိုတာကဟိုကအာရော့သွားတာအာရော့သွားတာကိုနောက်ဝိပဿနာဉာဏ်နဲ့ပြန်ပြီးအစာထိုးရတာမဟုတ်လားပရမတ်ကိုအစာထိုးရတာပညာပရမတ်ကွဲတဲ့ဉာဏ်နဲ့ကြည့်မှခုနကဒီပုံမှာအတိမာအမှတ်မှာအယူမှားနေတာပြုတ်သွားမှာဟောအယူမှားတာလေဒိဋ္ဌိပဲမဟုတ်ပါဒီကအတ္တကြောင့်ကြီးသွားတာသဘောပေါက်နော် တင်ပါဗျာ အေးအဲ့ဒါဆိုတော့ဒါဒိဋ္ဌိပြုတ်သွားပြီမဟုတ်လား တင်ပါဗျာ ဒိဋ္ဌိပြုတ်သွားလို့ရှိရင်အပေလွတ်တာပေါ့ဒါအဲ့ဒါတဆင့်ချင်းကတော့ဖြုတ်ရသေးတာပေါ့ဒါအဓိကနေရာနေပါအဲ့တော့ဒိဋ္ဌိပြုတ်ရင်အပေမကြတော့ဒိဋ္ဌိဆိုတာအတ္တဒိဋ္ဌိပြုတ်သွားတာနော် တင်ပါ သော ဗျာ တာပန်ကအတ္တဒိဋ္ဌိပြုတ်သွားတာလေလက္ခဏာ၃ပါးကဘာဉာဏ်ကဝင်လာတော့အနတ္တကဉာဏ်ဝင်လာတာမဟုတ်လားအနတ္တဉာဏ်ကြောင့်အတ္တဒိဋ္ဌိပြုတ်တာမဟုတ်လား ဟုတ်ပါတယ် လက္ ဗျာ ခဏာ၃ပါးတော့မသိနေဘူးလား သိနေပါတယ်ဗျာ သိနေမဲ့အဲ့ဒီအတ္တပြုတ်တာဘယ်လိုကြောင့်ပြုတ်တာ အန အ တ္ နိစ္စ တ ကြောင့်ပြုတ်တာဒုက္ခကြောင့်ပြုတ်တာ မ
ဟုတ်ပါဘူး အ ဗျာ နတ္တဉာဏ်ကြောင့်ပြုတ်တာမဟုတ်လား ဟုတ်ပါတယ်ဗျာ အနတ္တဉာဏ်ကြောင့်ပြုတ်တယ်ကြံတဲ့ဟာတော့မပါဘူးလားပါလေတို့တော့သူကမထင်ရှားဘူးအနတ္တကထင်ရှားတာဒါကြောင့်အနတ္တမက်ဆိုင်ရမည် တင်ပါ မဲ့ ဗျာ ဉာဏ်ကပါသိတယ်လေဒီလိုသိယုံနဲ့မရဘူးလေဟုတ်တော့မလား ဟုတ်ပါတယ်ဗျာ တရားကနေလေးမဲ့တယ်နော်ဒီလိုတစ်ခုချင်းအကြောင်းအကျိုးတွေနဲ့ပြောဆိုစာထဲမှာဘယ်လိုလုပ်ပြည့်စုံအောင်ရေးနိုင်မှာလို့နော် တင်ပါဗျာ အဲ့တော့စာထဲမှာအကုန်လုံးကပြည့်စုံအောင်ပြီးကသုံးပုံလည်းမဟုတ်တော့ဘူးအဲ့တော့ဂိုတောင်ကြီးနဲ့ဂိုတောင်ကြီးကြီးစောက်ပြီးအဲ့ဒီထဲမှာအဲ့ဒီစာအုပ်တွေထည့်ထားတာအကုန်လုံးကအသေးစိတ်ရေးဟုတ်တော့မှာအဲ့တော့စာလေးပါတယ်ဆိုတာရေပုံရအကျဉ်းဖြင်းသဘောလေးတွေဆိုတာနားလည်ထားအောင်နော်ဒီအဲ့ဒီပေါ်စာလေးပါတယ်ဆိုတော့ဒါပြည့်စုံပြီလို့တွားယူလို့မရဘူးဒါလေးလေပရိထားအောင်ကဲဒါဆိုရင်အတ္တဒိဋ္ဌိပြုတ်သွားပြီနော်ဒါဆိုရင်ကျန်တာပါကျန်နေလေတဏှာကျန်နေ တင်ပါဗျာ နော်အတ္တဒိဋ္ဌိကဒီသောတပန်ပြုတ်သွားပြီကျန်တဲ့နေရာဖြုတ်เสียမလို့ဆိုဝိပ္ပန္နာသတွေကလည်းဒိဋ္ဌိကြောင့်ဖြစ်နေတာလေအဲ့ဒီဝိပ္ပန္နာသတွေကအဲ့ဒီဝိပ္ပန္နာသတွေကိုနော်အာမကောအာဒီအတ္တဒိဋ္ဌိတာမပြုတ်လားအကုန်လုံးကတောက်လျှောက်အကုန်လုံးကအားကောင်းတာပဲမဟုတ်လားစိတ်ထဲပေါ်လာတယ်မြအကုန်အားကောင်းနေတာမဟုတ်လားနော်သောတာပန်မှာဒီဒိဋ္ဌိအတ္တဒိဋ္ဌိကိုလည်းအနတ္တဉာဏ်နဲ့လည်းပယ်လိုက်ရောအတ္တဒိဋ္ဌိလည်းပြုတ်သွားရောဉာဏ်နဲ့ဒိဋ္ဌိအသေးမွားနေကြတော့အားကောင်းတယ်လို့ကြံလိုက်လောဘတွေကလောဘဒေါသဖြစ်လိုက်တာနဲ့အတ္တမပါသွားအောင်အနတ္တဉာဏ်ကချွန်းအုပ်လိုက်တာမဟုတ်လား ဟုတ်ပါတ ချွ ယ် န်း ဗျာ လိုက်တော့အတ္တကနောက်ဆုတ်ပြီးရတယ်ဒါဆိုရင်ဘာကြံလဲအခုနကအတိမာမအယူမာတော့မကြံဘူးလား ကျမ်းနေသေးပါတယ်ဗျာ အယူမာမှာကြတော့အတိမာရဲ့အမတ်မာမှာအမတ်မာရဲ့အယူမာပြီဆိုတော့အဲ့ဒီအယူမာနေတာဒိဋ္ဌိပဲမဟုတ်လားဒါမဲ့တက်ကဒီအတ္တဒိဋ္ဌိမပါတဲ့တော့သူအားပြုတ်သွားပြီရှိလို့ရှိတယ်သူ့ကိုဘာနဲ့ပြန်ဖြုတ်အောင်ပါလဲနောက်တညံနဲ့ဖြုတ်ရမှာပေါ့ဆိုလိုတာဒီအနတ္တဉာဏ်ကိုသိတဲ့အတွက်အတ္တဝင်လာရင်ဒီအနတ္တဉာဏ်ကအစားထိုးလိုက်တာနဲ့အတ္တကနောက်ဆုတ်ပေးရတော့ကြံတဲ့ဖြစ်နေတဲ့နော်အဝိဇ္ဇာတဏှာတွေကအာမကောင်းတော့ဘူးပေါ့အတ္တကြောင့်အာကောင်းနေတာဟုတ်ဒါကြောင့်မလို့သောတာပန်ဖြစ်သွားရင်အပင်မကြတော့ဘူးနောက်အပြစ်တွေကျူးလွန်တာဆိုလို့ရှိရင်လေအပြစ်တော့ကျူးလွန်မိသေးတယ်ကံတွေတော့ကျူးလွန်မိတယ်ဒါပေမဲ့အပယ်ကြနိုင်တဲ့ကံမကျူးလွန်တော့ဘူးအပယ်ကံကြနိုင်တော့အောင်အာမပြင်းတော့ဘူးလေကိုကဒီအနတ္တဉာဏ်ကြီးကအတ္တကိုဖြုတ်ချလိုက်တော့နော်အနတ္တဉာဏ်ကအစားထိုးလိုက်တော့အာပြုတ်သွားတာမဟုတ်လားပြီးရင်ဝိပဿနာဉာဏ်ကအစားထိုးလိုက်တော့အကုန်လုံးမပယ်နိုင်သေးရင်တော့အာမကောင်းတော့တာပေါ့ တင်ပါဗျာ နော်အဲ့ဒီတော့ဘာလို့အပေကြတော့ဆိုအဲ့ဒီအတ္တဒိဋ္ဌိကြောင့်အပေကြတာအာကောင်းတာကိုဟုတ်တယ်မလားအရင်တော့ဖြင့်ဆိုချလိုက်ပေါင်းဆိုချလိုက်မှာပေါ့အာရပါရသေစီခြင်းနဲ့စိတ်ကောသေသွားတာကိုကျင့်နှက်တာကိုဟုတ်လားရတော့ငါကိုကြိုက်တဲ့ကောင်းအိမ်မောလာအေးဒီလိုတွေစိတ်ကြီးဖြစ်ကြမှာဟောဥပမာ တင်ပါဗျာ ကြတော့ရွယ်လိုက်တော့စိတ်ထဲကဟောအတ္တလေးကပါလာပြီစိတ်ကလေးကဝယ်ရွယ်လိုက်တော့အနတ္တဉာဏ်လေးကထိန်းလိုက်တော့အာမဖြစ်တော့ဘူးမဟုတ်လား တင်ပါ မ ဗျာ ရိုက်မိတော့ဘူးအတ္တပြုတ်နေတာအဲ့ဒါကကြတော့အဲ့ဒီဂျားထဲမှာဆင်ញင်ပြီမဟုတ်လား စင်ကြင် ဒီ ပါဗျာ နဲ့ပညာနဲ့တွဲလိုက်ပြီဆင်ញင်လိုက်တော့ဩသူလဲစာလောင်လို့နော်သူစာလောင်ရင်ဘယ်လောက်ခံစားလဲရမလဲနောက်သူ့အသက်ရှင်နေမှုဩဒီအတွက်ဒီပဲဆိုတာဒီလိုဆင်ញင်လိုက်တဲ့အခါကျတော့မရိုက်ဖြစ်တော့ဘူးဩအတ္တပြစ်သွားတာအနတ္တဉာဏ်ဝင်လာတာဘယ်လောက်ကျေးဇူးကြီးလိုက်တယ်
နော် တင်ပါ အဲဆိုတော့ဒီတဘောတွေကနေသူတို့အဟောတွေကြည့်လိုက်လေတောထဲမှာဖြစ်သွားရင်ဖြစ်ကြောတူသွားပြီဆိုတော့ဒီအတ္တပြုတ်သွားတာကိုအနတ္တဉာဏ်ကအမြဲတမ်းဝင်ထိနေတော့အတ္တပြုတ်သွားတော့အာမကောင်းတော့အဲ့ဒီကြံတဲ့ဟာကိုကြတော့အခုနကဝိပဿနာဆင်ញင်တဲ့ဒီတမတနာဉာဏ်မှာဆင်ញင်သားတဲ့ဉာဏ်တွေကဝင်ပြီးဆင်ញင်လိုက်တော့မလုဖြစ်တော့ဘူးမို့လားအာမကောင်းတော့ဘူးမို့လားအဲ့ညောင်နော်အပေကြနိုင်တဲ့ကံမျိုးအထိပြင်းထန်တဲ့ကံမကျူးလွန်တော့ဘူးဒါမဲ့တဏှာကတော့ပါသေးတာပေါ့တဏှာကိုမှမပယ်ရသေးတာအဲ့တော့နော်ဒီတဏှာကြီးအပေါ်မှာငါတဏှာတွေဖြစ်နေသလားငါကဘာဒီတဏှာတွေလားဆိုကို့မှာစိုးရင်တော့ကဖြစ်เสียအကြောင်းဘာမှမရှိဘူးဖြစ်ခြင်းဖြစ်လေသူ့အတူတဏှာဖြစ်ခြင်းဖြစ်လေတဏှာကအပယ်မကြဘူးလေခုနကအတ္တဒိဋ္ဌိကြောင့်မလို့အပယ်ကြတာလေတဏှာကဘာဖြစ်စေတာလဲတဏှာလဲစေတာအပယ်မကြဖို့အဓိကကနံပါတ်1ကအပယ်မကြဖို့ကနံပါတ်1ပေါ့နော် ဟုတ်ပါတယ်ဗျာပယ်မကြ အေး ဘူးတော့ အဲ့ဆိုတဏှာအတွက်စိုးရိမ်မနေနဲ့ပူပင်တော့ကပြီငါတဏှာဖြစ်သွားပြီလားငါတဏှာဖြစ်သွားပြီလားဒါကြီးကတဏှာလားဆိုပြီးတော့စိုးရိမ်တော့ကဖြစ်เสียအကြောင်းမရှိပါဘူးတဏှာကအပေမကြပါဘူးတဏှာလေစီတာပါအဲ့တော့သောရပန်ဖြစ်ပြီးဒီတဏှာကတဏှာလေလေအထက်ပုံမှာပဲလေတော့မှာဟောသူဂတိပုံပဲသွားတော့မှာဟောအဓိကကပဲလွတ်ဖို့ပြီအဲ့တော့တဏှာပေါ်မှာကြောက်ကြစိတ်မထားကြနဲ့နော်ကိုယ့်အလုပ်ကိုကိုယ်လုပ်ရင်တစ်ချိန်ကျရင်ဒီတဏှာကိုသူ့အတူညံ့ကပယ်သွားလိမ့်မယ်ဒါဆိုရင်တဘောပေါက်ပြီနော် တင်ပါဘုံဘုံဗျာ ကြံတဲ့လူတွေတဘောပေါက်ပြီနော်တဏှာကိုမပယ်နိုင်သေးလို့တဏှာဖြစ်နေသလားဆိုပြီးတော့မှစိုးရင်ကြောက်ကြစရာမလိုဘူးအရေးကြီးတာကအပယ်လို့ဖို့တဏှာကြတော့ဒီကိုယ်ခန္ဓာမှာရှုရင်နဲ့ဉာဏ်ကခေါ်သွားပါလိမ့်မယ်နော် တင်ပါဗျာနားလည်ပါပြီ မေရစန္ဒလင်း တင်ပါဘုံဘုံဗျာတပည့်တော်ကတော့မနေ့တော့တပည့်တော်ဆင်ခြင်မိတာလေးကိုရှောက်ပြချင်တာပါဗျာရှောက်ချင်တာပါဗျာ ဒီကောင်း တပည့်တော်မနေ့ကမနေ့အစောတရားထထိုင်တဲ့ခါကျတော့ဘုံဘုံဗျာတပည့်တော်စချင်တော့ခန္ဓာပေါ်မှာဆင်ခြင်နေရပါဗျာပြီးတဲ့အခါကျတော့တပည့်တော်တို့ကအခန်းတစ်ခန်းမှာနှိပ်ရောက်နေတဲ့အခါကျတော့တပည့်တော်အခန်းပေါ်ညီမလေးကထားပြီးတော့မှရေချိုးမှုချိုးတဲ့အခါကျတော့သူရေချိုးကန်သုံးတည်တယ်ပေါ့ဗျာအဲ့ဒီချိန်မှာတပည့်တော်စိတ်ကလေးကငြိမ်နေတဲ့အချိန်မှာတရားရှုမယ်သူရဲ့ဒီရေချိုးကန်သုံးတဲ့အတန်ပြီးအခါကျတော့ဒီသူလည်းအလုံးမြတ်တယ်ဒီကန်ပိတ်တဲ့အချက်ချတဲ့အတန်ရဲ့အခန်းတကာပိတ်တဲ့အတန်ရတပည့်တော်ရဲ့အာယုခဏခဏလာပြီးတော့မှတိုက်တယ်ဗျာအဲ့လိုမျိုးတိုက်တဲ့အခါကျတော့တပည့်တော်ကဒီကြားရတဲ့ဒီတကားပိတ်တဲ့အတန်ရဲ့ချက်ချလိုက်တဲ့အတန်ရဲ့အပေါ်မှာသွားပြီးတော့ဆင်ခြင်မိပါတယ်ဗျာအဲ့တော့ဒီတကားဆိုတာကြီးကပထဝီအမာဘောပြောသဘောရှိတယ်ဒါကပထဝီဒီတကားကနေပြီးတော့မှထွက်ပေါ်လာတဲ့အတန်ဒီအတန်ကလည်းပဲဒါပထဝီပဲလို့မှတ်ရတယ်ဓာတ်ကြီးလေးပါလို့မှတ်ရတယ်ပေါ့ဗျာအဲ့ဒီအတန်ကတပည့်တော်ရဲ့အာယုံကိုလာတိုက်တဲ့အခါကျတော့တပည့်တော်ရဲ့အာယုံလာတိုက်တဲ့အခါကျတော့ဒါဒီသင်္ခရက်ကနေပြီးတော့မှစေ့စော်လိုက်လို့ဝိညာဉ်ကတည်ပြီးတဲ့အခါကျတော့ဝိညာဉ်ကတည်ပြီးတဲ့အခါကျတော့ဝေဒနာကခံစားပြီးတဲ့အခါကျတော့ဝေဒနာခံစားပြီး ဝေဒနာခံစားရပြီးတဲ့အခါမှာတင်ညာမှတ်သားထားလိုက်လို့ဒီအတန်တစ်ခုဆိုတာကိုတပည့်တော်သိတာပါလားဆိုပြီးတော့မှလည်းစင်ကျင်လိုက်ပါတယ်ဗျာအဲ့တော့ယုတ်တရားရဲ့နံတရားရဲ့နှစ်ခုကွဲသွားတာပေါ့နော်ဒီနှစ်ခုပေါင်းမှသိတာပေါ့တပါဗျာပြီးအဲ့ဒီအတန်ကအဲ့လိုမျိုးဖြစ်ပေါ်လာတဲ့အတန်ကိုအတန်အပေါ်မှာညွတ်စိတ်ကလေးညွတ်ပြီးတော့မှတခါပြလိုက်တဲ့အခါကျတော့တပည့်တော်ရဲ့စိတ်နဲ့ဆင်ကျင်လိုက်တဲ့အခါကျတော့စိတ်နဲ့သွားပြီးတော့မှအဲ့တပည့်တော်ရဲ့အဲ့စိတ်ကလေးနဲ့သွားပြီးတော့မှဖြည့်ဆွက်ပြီးတော့ဆင်ကျင်လိုက်တဲ့အခါကျတော့ဒီအတန်က
ဒါသူလဲသူတဘောသူစောင်းနေတာပဲသူလဲသူ့အလုပ်သူလုပ်နေတာပဲဆိုပြီးတပည့်တော်သိလိုက်ပါတယ်ဗျာ อืม အဲ့ဒီအတွက်ဒါကတဘာဝတရားပဲဒါကမမြဲဘူးဆိုတာကိုလည်းတပည့်တော်အဲ့လိုမျိုးလေးဆင်ခြင်လိုက်တယ်ပုံမှန်ဆိုလို့ရှိရင်တပည့်တော်ကတရားလာထိုင်နေရအဲ့လိုမျိုးအတန်နေကြလို့ရှိရင်တပည့်တော်ဒေါသဖြစ်တယ်ဗျာအမှန်မတိလိုက်တာအဲ့လိုမျိုးဖြစ်တယ်အမှန်မတိလိုက်တာဒီတရားထိုင်နေတာကိုလိုမျိုးဖြစ်ရကောင်းလားအဲ့လိုမျိုးအတန်တွေကိုတတိမစားကောင်းရလားဆိုပြီးတပည့်တော်သူများကိုအပြစ်ဖို့တယ်ဗျာပြီးတဲ့အခါမှာအဲ့ပဲမနေ့ကကြတော့တပည့်တော်အဲ့လိုမျိုးမဖြစ်ဘူးဗျာအဲ့လိုမျိုးတစ်ခုချင်းအပေါ်မှာလိုက်ပြီးစဉ်းကျင်းနေတဲ့အခါကျတော့အဲ့လိုမျိုးစိတ်ကလေးနဲ့စဉ်းကျင်လိုက်တယ်ဒီအတန်ဖြစ်ပေါ်လာတယ်ဆိုတာကတဘာဝတရားသူ့တဘောသူဆောင်နေတာဒါကမမြဲတဲ့တရားဆိုပြီးတပည့်တော်အဲ့လိုမျိုးစဉ်းကျင်လိုက်တဲ့အခါကျတော့တပည့်တော်ကဒေါသစိတ်မဖြစ်တော့ဘူးဗျာအဲ့ဒါလေးကိုတပည့်တော်ရှောက်တင်နေတာပါဗျာအဲ့လိုမျိုးလေးဖြစ်တော့တပည့်တော်ကိုလည်းဒီအတိလေးတိလိုက်ပြီးဆိုတာကိုဝမ်းမြောက်ဝမ်းသာဖြစ်နေတယ်ဗျာ อืมအဲ့ဒါပဲလေသူဒုံနဲ့ဒိုင်းနဲ့ဆိုတော့တိုးတက်တက်မလုပ်ဘူးဒီမှာတရားထိုင်နေတာဆိုတော့စိတ်ကြီးစိုးတာလေအခုကျတော့ဩသူကကိုယ်တရားပေးတာမဟုတ်လားအရှုခံပေးတာမဟုတ်လား ဒီမှာဘုံဘုံဗျာ အာသူအရှုခံပေးလို့ကိုကရှုမိသွားတာလေဆင်ကျင်သွားလိုက်တာလေဩတကားပိတ်တဲ့အတန်တကားဆိုတော့လေဓာတ်ကြီးလေးပါနော်အဲ့အတန်ကလည်းဓာတ်ကြီးလေးပါပဲနော်အဲ့ဒါကလည်းနားကြည့်လာတိုက်တဲ့ဓာတ်ကြီးလေးပါပဲအဲ့ဒါကကြမှာနော်ဒီနံတရားတွေနဲ့ဆင်ကျင်လိုက်တော့ဩဒါခန္ဓာ၅ပါးဖြစ်နေလို့အဲ့ဒီတကားအတန်နာမကြရင်ကိုကဒီဥစ္စာဆင်ကျင်လို့မရဘူးလေ ဒီမှာဘုံဘုံဗျာ အဲ့တော့ကိုကဘာလဲရှာကြံကျေးဇူးတင်တယ်တော့ဩသူအတန်အဲ့ ဒီ လို မှာ လို့ ဗျာ ဒီတော့ကျတော့ဆူတယ်အလိုက်ကံစုံမသိဘူးဆိုစိတ်ဆူတယ်အခုကျတော့ तू ကငါ့ကိုအရှုခံပြေးတာပြီ ဒီမှာဘုံဘုံဗျာ အေးတရားကအဲ့ဒီလိုနားလေတာနော် ဒီမှာ အရင်တော့ တပည့်တော်အဲ့လို စိတ် မျိုး ဆူ တီးလိုက်တာနဲ့တပည့်တော်တော်တော်ကိုလည်းဂျင်းနဲ့နေ ရှင်း ဗျာ တာ အဲ့ဒါတပည့်တော်မနှင်းညာတော့ကလေးက အေး ဘုံဘုံကိုရှောက်တင်နေတာတပည့်တော်မဝတ်မရဲဖြစ်နေဗျာအဲ့ဒီစိတ်ကအဲ့ဒါနဲ့တပည့်တော်ဒီဘုံဘုံတရားပြီးသွားဆိုတပည့်တော်ဆမတောက်ဆန်ရဲ့ Facebook Messenger နေတောင်တပည့်တော်သွားပြီးရေးပြီးတော့ပို့ထားမိတယ်ဗျာ ဟုတ်လားအေး ပြီးတော့ဒီကနေလ အဲ့ ည်း လို ပြီးတဲ့အခါ ရှိ မှာ ရှိ ဆမ ခု တောက်ဆ ဒီ န် ဘာ ရဲ့ မှနော် ဒီမှာ ဒီက ဒီမှာ ကြောက်ကြစိတ်ဖြစ်เสียမရှိပါဘူးเนาะဒါလေးတွေကိုပြန်ပြီးရှင်းပြပြီးကိုတို့လိုနားထောင်နေတာပဲလေเนาะအဲ့ကြောင့်မေးကြပါပြောကြပါလို့ပြောတာနော်အဲ့တော့ ဒီမှာဘုံ ကိုက ဘုံ အဲ့ဒါလေးကိုသင်ခန်းလိုက်တော့အော်ဘာပဲဖြစ်ဖြစ်လေကိုမကြိုက်တာလေးဖြစ်တာတော့ဖြစ်သွားမှာပေါ့နော်ဒါပေမဲ့ကိုယ်စိတ်ထဲမှာချက်ချင်းဒေါသဖြစ်လာလို့ရှိရင်အဲ့ဒီဒေါသဖြစ်တာကိုမဖြစ်နဲ့အော်ငါ့ကိုအရှုခံပေးနေတာအရှုခံပေးနေတာလို့နှလုံးသွင်းနော်အဲ့ဒါဆိုကိုကသူ့ပေါ်မှာဒေါသဖြစ်နေတဲ့အခါမှာဖြစ်တော့ငါရှုစရာရပြီနော်အဲ့ဒီလိုမျိုးနော် ဒီမှာတပည့်တော်ခုနကတော့မတ်စင်စင်မိုးကိုလည်းတပည့်တော်ကျေးဇူးတင်ပါတယ်ခုနကဘာလဲဆိုတပည့်တော်လည်းအဲ့ဒါလေးကိုသိကျင်နေရဗျာသိကျင်နေတာပါဗျာတပည့်တော်တို့ကဒီဥစ္စာကြီးကိုအမြဲတမ်းသွားနေလာနေတဲ့အချိန်ဒီမှာရောအဲ့လိုမျိုးကျန်တဲ့တခြားအချိန်ဒီမှာရောတပည့်တော်တို့ကစင်ကျင်နေရမှာလားဆိုတော့လေတပည့်တော်လည်းသိကျင်နေရပါဗျာတပည့်တော်ကတချို့ရေချိုးတဲ့အချိန်တွေအဝေးလျှော်တဲ့အချိန်တွေထမင်းစားတဲ့အချိန်ဒီမှာတော့တပည့်တော်တတိထားပြီးစင်ကျင်မိပါတယ်ဗျာ ဒါက ကျန်တဲ့အချိန်တွေကြတော့တင်ပါဗျာ ကျန်တဲ့အချိန်ကျတော့ဒီနေ့ပြောဆိုတဲ့အခါကျတော့ဘယ်နှလုံးသွင်းရနော် ဟုတ်တယ်တင်ပါဘုံဗျာ အဲ့ဒါကကြတော့လေဒါလောကတဘာဝပဲလေနော်အကုန်လုံးမှာအချိန်တိုင်းပဲသွင်းနိုင်တယ်နော်သွားလာလှုပ်ရှားတာအခါမှာနှလုံးသွင်းတာမျိုးနော်ထိုင်နေတဲ့အခါနှလုံးသွင်းတာတူပြီနော် တင်ပါ အဲ့တော့အချိန်တိုင်းကြီးမှဆိုတာတော့မဟုတ်ပါဘူးသို့တော်တရားရဲ့သဘောကအဲ့ဒီခုနကလိုပြောဆိုနေရင်းနဲ့လွတ်သွားတာနဲ့တခါတည်းတရားကဆင်ញင်မိတာဖြစ်နေတာ တင်ပါ นี่တော့အဲ့ဒီဆင်ញင်တဲ့အခါမှာဒါတနာဖြစ်သွားလားဘာဖြစ်သွားလားအဲ့ဒါကြီးစိတ်မပူနော်အဲ့ဒီအခုနကအဲ့ဒီယုတ်နံရဲ့သဘောကရှင်းအောင်လားရှုလိုက်ဆင်ញင်လိုက်ပြီဆိုအဲ့ဒီတနာကသူ့ဟာသူ
ပရမတ်ကိုစိုက်နေရင်တဏှာကကြားဝင်လို့မရဘူး တင်ပါ နော်နေနောက်မှသူကပယ်နိုင်မှာပေါ့တဖြည်းဖြည်းမှပယ်နိုင်မှာချက်ချင်းဘယ်သူမှပယ်လို့မရဘူးနော်အဲ့ဒါလေးကိုနားလည်တာအဓိကကခုနကအပယ်မကြဘူးကနံပါတ်1နော်အဲ့တော့ကြံတဲ့တဏှာကြံနေတယ်အခုနအပယ်မကြဘူးကနံပါတ်1ဆိုတာအပယ်ဘာကြောင့်ကြတာလဲအဲ့တော့တရားလောကပြောမှာတော့ဒိဋ္ဌိကြောင့်ပဲပြောမှာဟုတ်တယ်မလား တင်ပါ အဲ့တော့ဒိဋ္ဌိဆိုတာဘာဒိဋ္ဌိလို့ဒိဋ္ဌိဆိုတာလေခြေပြတ်နေလေနော်အဓိကဒိဋ္ဌိကဘာဒိဋ္ဌိလဲအတ္တအတ္တတတနေရာလုံးကလူတိုင်းဒီနေ့အထိနော်တတနေရာလုံးကလည်းအခုဖျားပွင့်ပြီးသာသနာရှိနေတဲ့အခုချိန်လေးကလူကနေဟောဘုန်းကြီးဟန်းပြီးအတ္တဒိဋ္ဌိမပြုတ်သေးရင်အဲ့ဒါသာသနာပပုဂ္ဂိုလ်နဲ့အတူတူပဲလို့ပြောတာ ဘာလို့ဆိုတော့ဖျားပွင့်လာတဲ့ဒီသာသနာမကိမ့်သေးဘူးလေ တင်ပါ ဒါလေးတွေကိုမြင်တတ်ပြီးကိုယ့်ကိုယ်မှန်ချရမှာနော်အဲ့ဒီအတ္တဒိဋ္ဌိကြောင့်အပေကြတာအတ္တကပြုတ်ဖို့ဆိုတာအခုနကအနတ္တဆိုတာစာရဲပါတဲ့အနတ္တမဟုတ်ဘူးစာရဲဟာကိုပြောတတ်တဲ့အနတ္တမဟုတ်ဘူးနော်ဒါတွေကမမြဲပါလားဒါတွေကအစိုးမရဘူးဒါတွေကသူ့တဘောသူဆောင်နေငါနဲ့မဆိုင်ဘူးဆိုတော့အဲ့ဒီလူနဲ့လုံးချတဲ့နော်ဖះဟောတာလို့အဲ့ဒီစကလုံးကြီးနဲ့လုံးချတဲ့အနတ္တမဟုတ်ညာတပရိညာပရိညာဆိုတာပါလေဉာဏ်ထဲမှာပိုင်းပိုင်းခြားခြားမြင်နေတာကအတ္တဒါကအနတ္တလို့ပိုင်းခြားမြင်နေတဲ့ဉာဏ်ရထားတဲ့ပုဂ္ဂိုလ်မှသာသနာတွင်တာဖြစ်မှာဟုတ်ပြီနော်အဲ့ဆိုတော့ဒီအနတ္တဉာဏ်ကိုပိုင်နိုင်ထားတဲ့ဉာဏ်နဲ့ကြည့်လိုက်မှဒီအတ္တပြုတ်မှာဒီအတ္တပြုတ်မှာနော်ကျန်တဲ့အတိမာအမှန်မှာအယူမှာအဲ့ဒီအယူမှားတာတွေဒိဋ္ဌိလေနော်ဒါကအတ္တနော်အဲ့တော့ဒါတွေကိုဖြုတ်နိုင်မှာမဖြုတ်နိုင်သေးတဲ့ဟာတွေကအဲ့ဒါကနော်အတ္တမပိုင်အာမကြည့်တော့နော်အတ္တဖြစ်မယ်ကျန်တယ်ဒီအနတ္တဉာဏ်ကအစားထိုးလိုက်တော့အတ္တပြုတ်သွားတော့အာမကြည့်တော့ဘူးနော်အဲ့တော့အဲ့ဒီမှာဖြစ်နေတဲ့တဏှာတွေကအပေမကြဘူးဖះလေးဟောတာမဟုတ်လားဆရာတော်တွေဟောတာကြားမှာဗောတဏှာကအပေမကြဘူးမဟုတ်ဆရာတော်ဟောတာဆိုရှင်းနေတာပဲဒိဋ္ဌိကအပေကြတာတဏှာကအပေမကြဘူးဆိုတာဟုတ်နော် တင်ပါဖေ ဆိုတော့ငါတဏှာဖြစ်နေသလားဆိုပြီးတော့လေတွေးပူစရာမလိုဘူးနော်ဖြစ်ချင်ဖြစ်သွားပြီလို့ရှိရင်အဲ့ဒီဖြစ်သွားတဲ့စိတ်ကလေးနဲ့နော်ဒီယုတ်တိနဲ့နေကိုပြန်ပြီးဆင်ကျင်လိုက်ရင်ဆင်ကျင်နေတဲ့အချိန်မှာအဲ့ဒီတဏှာကလည်းပြုတ်ထွက်သွားတာမပယ်နိုင်သေးတာပဲရှိတာပေါ့နော်ဒါမဲ့တဏှာကြီးဆွဲပြီးဥပဒံကြီးဖြစ်ပြီးမကြံ့ရဲ့ဘူးလေဆင်ကျင်လိုက်ရင်ပြောတာနော် တင်ပါဖေ အဲ့ဒါလေးလည်းသိကြအခုနလို့ပေါ့ကိုကဆင်ရင်လိုက်လို့တဏှာဥပဒံမဖြစ်တာပေါ့နောက်မလို့ရှိရင်ရန်တွေ့ပြီမဟုတ်လား တင်ပါဖေ ပြန်ထွက်လာပြီရန်တွေ့တော့မဟုတ်လားဟမ် တင်ပါဖေ အခုကြ ဟု တော့ တ်ပါတယ်ဖေ ကျေးဇူးတော်တင်ရပြီ ပြီးတော့ကြာ အရှိခံပေးလိုက် ဟုတ် တာ ပါတယ်ဖေ အဲ့ဒါမှရှိလိုက်ပါရုပ်တော်နံတော်လေးဒီအတန်နော်အတန်ရဲ့အာယုံရဲ့သဘောလေးတွေစိတ်တွေရဲ့သဘောကိုသိသွားလိမ့်တယ်လေသူရာတွေလို့မလုပ်ရင်ကိုကလည်းမရှိမှတ်လို့ရှိရင်မသိဘူးလေဒေါသဖြစ်မှာပေါ့အခုကြတော့ တင်ပါဖေ ကျေးဇူးတော်တင်ရသေးတယ်မဟုတ်လား ကျေးဇူးတောင်းတရားပါတယ်ဖေဟုတ်ပါတယ် ကျေးဇူးရှင်ကြီးငါ့ကိုနော်ဒါငါ့ကိုအရှုခံပေးတာနော်သူစောင်းအောင်တကားတွေပိတ်ဆို့လို့နော်တာမပိတ်ဘူးအဲ့ဒီစောင်းအောင်မီပိတ်လိုက်လို့ငါမှအရှုခံရလိုက်တာဆိုကျေးဇူးတော်တင်ရအောင်ပါ တင်ပါဖေ တရားအဲ့လိုတဖြည်းဖြည်းသိလာတာနော်တခါကျရင်စိတ်မဆိုးတော့ဘူးအရှုခံပေးနေတာ
ကျေးဇူးတော်တင် တင်ပါဘု ဦး န်း ဇင်းတို့ဆိုဒီအာယုန်တွေကိုရှုတော့မယ်ဆိုလို့ရှိရင်ကိုယ့်ကိုအိမ်မှာထိုင်ပြီးဘုရားရှင်ကြီးထိုင်ရှုနေဆိုရင်ရှုစရာဟိုအရှုခံမကောင်းလေနော်အဲ့ဒါကကြတော့ဦးဇင်းတို့ကဘယ်သွားလို့ဆိုမြို့တွေထွက်ရတယ်လူကြီးရှားတွေသွားရမယ်လူတွေသွားဆိုဇဲအမျိုးမျိုးလေအမျိုးမျိုးနဲ့ဆိုတော့ကိုယ်စိတ်ထဲမှာအစင်မပြေခဲ့တာကြီးအများကြီးပဲလေဒေါသတွေဖြစ်ခဲ့တာပေါ့မကြိုက်တာတွေအများကြီးတွေ့ခဲ့တာအဲ့ဒါတွေကိုရပါအရင်တော့ဆိုရင်နည်းနည်းလေးစူလိုက်ရင်ဒေါသဖြစ်တယ်အခုကျတော့အဲ့ဒီလိုစူညံတဲ့ဒေါသကိုသွားတာဒီအာယုံတဘောကြီးကိုရှုဖို့နော်အဲ့တော့ဦးဇင်းတို့နာထားတဲ့တရားတွေကအာယုံဒီဆိုတာမရှုရဘူးဆိုတာပြအခုကြပါမဟုတ်ဘူးဒီအာယုံကအရှုခံနေနော်ကိုမှဒေါသမဖြစ်ရင်ဒေါသဖြစ်အောင်အဲ့ဒီအာယုံတော်တွေကိုသွားတာနော်လောဘမဖြစ်ရင်လောဘဖြစ်အောင်အာယုံတော်တွေကိုသွားပြီးတော့မှအဲ့ဒီမှာအဲ့ဒီဟာကြီးကိုဘာကြောင့်ငါဒေါသဖြစ်သွားလဲဘာကြောင့်လောဘဖြစ်သွားလဲဆိုတော့အဲ့ဒါတွေမှတ်ထားပြီးတော့ပြန်လာဆိုဝင်းသာအာရနဲ့ပြန်လာတာအရင်တော့ဆိုစိတ်ချိုးပြီးပြန်လာတာအခုကျတော့ဝင်းသာအာရပြန်လာဘာလို့အရှုခံရပြီလေ တင်ပါ အဲ့ခါကျမှဘုရားရှင်ရှိသွားထိုင်ပြီးအခုနကဓမ္မယုံမှာပြန်နှလုံးသွင်းလိုက်ရင်ပြန်ပေါ်လာမယ်လေဟုတ်တော့မဟုတ်လားနော် တင်ပါ အဲ့ခါကျမှဘဒုကဘာပြောနေအဲ့ချိန်မှာကိုကဒေါသဖြစ်နေအဲ့ဒီဒေါသဘာကြောင့်ဖြစ်သွားတာလဲဒီမှာအကြောင်းကျိုးတွေနဲ့ဆင်ကျင်တော့တာလောဘဖြစ်သွားရင်ဘာကြောင့်လောဘဖြစ်သွားတာလဲဆိုတာအခုနကနော်ဓမ္မယုံမှာနော်အခုနကမြင်ခဲ့တဲ့အာယုန်တွေကိုပုံမှာမှတ်ထားတဲ့ဒီဓမ္မယုံကနေပြီးဒဇစီဖော်ထုတ်ပြီးဒီစိတ်ဖြစ်စဉ်တွေဝေဒနာဖြစ်စဉ်တွေကိုအဲ့ဒီအာယုန်ရဲ့ဓာရရဲ့စိတ်ရဲ့နော်ဝေဒနာရဲ့ဒါတွေကိုအထာထရှုမှမှရင်တော့ဆိုရင်ဒေါသအတန်ကခုနလိုစုညံရင်နော်စိတ်ကတိုးဒီမှာကတရားအထုတ်နေပါလို့ဆိုမှဒါကနှုတဲ့အခြေနော်နောက်ပိုင်းဒီအာယုန်တွေကိုရှုရမယ်ချိန်ကြတော့ဒါကအရှုခံဖြစ်နေတာသူတို့ပုံမှာစိတ်မဆိုးတော့ဘူးဒါကအာယုန်ဓာရတိုက်လိုက်ရင်တော့ကြိုက်ချင်းမကြိုက်ချင်းဖြစ်သွားတာဒါကဝေဒနာဖြစ်မှာလေနော်အဲ့တော့ဒီဝေဒနာကိုရမှကိုကဒီအာယုန်တို့ဓာရတို့နော်စိတ်တို့ဒီဝေဒနာတို့ရဲ့သဘောကိုသိမှာ တင်ပါ သူ့ရဲ့တဘာဝတွေကိုသိမှာကိုစိတ်တွေကဘယ်လိုဖြစ်သွားလို့ဒီလိုလောဘဒေါသဆိုတဲ့ဝေဒနာဖြစ်သွားလေဒီလောဘဒေါသဖြစ်သွားတဲ့ဝေဒနာပေါ်ကနေငါတို့ကနောက်ထပ်ဘာဒီဆက်စိတ်တွေကဆက်ဖြစ်လာလေအဲ့တော့ဝေဒနာတဏှာဆိုတာဒီတဏှာတွေကဘယ်လိုကြောင့်ဖြစ်သွားတာလဲဥပဒံဆိုတာကဘာလဲအဲ့ဒါနေငါတို့ကကံကိုဘာကြောင့်ကျူးလွန်လာလဲဆိုတော့အဲ့ဒီအာယုံဓာရတွေရဲ့အဲ့ဒါတွေကအရှုခံနေနောက်ပိုင်းကျတော့ဒါကိုသိလာတဲ့ခါကျတော့စိတ်မဆိုးတော့ငါအရှုခံရပြီကိုလာဆဲတဲ့လူတော်ကကျေးဇူးတွေတင်းနေတယ်အရင်တော့လာဆဲလို့ရှိရင်ထယောက်ျားလေးဆိုထထိုးမှာပေါ့နော်မိန်းလေးဆိုလည်းထအောင်မှာပေါ့နော်ရန်တွေ့မှာပေါ့ဒါနဲ့ကိုကတကယ်ဒီအာယုန်ရဲ့သဘောဒီဝေမာသဘောစိတ်သဘောတွေကိုရှုရမှာဆိုတော့အရှုခံရပြီဆိုတာဝင်းအောင်သားမယ်အဲ့ဒီကိုလာဆဲတဲ့လူတော်မှာကျေးဇူးတင်လိုက်တာသူ့ဘောမှာစိတ်မဆိုးတော့ဘူးအဲ့ဒီရုပ်တရက်တာကိုမှဝေဒနာဖြစ်သွားတာပြန်ပြီးနှလုံးသွင်းတာသူငါ့ကိုရှုခံပေးနေတာပဲဆိုတဲ့ခါကျတော့ကျေးဇူးတင်တယ်အစမှတော့စိတ်ဆိုးတာပေါ့ဒါမဲ့ပြန်နှလုံးသွင်းလို့သူကငါ့ကိုအရှုခံပေးလိုက်ပြီအဲ့ဒါကိုသွားရှုတော့မြန်ပြေးရှုရတယ်အဲ့ဒီလိုမျိုးပေါ့နော်အဲ့တော့အာယုဆိုတာနော်တကယ်တော့ကိုယ့်ကိုအရှုခံပေးလိုက်တာကျေးဇူးတော်တင်ရမှာ တင်ပါဘုန်းဘုရား ဒါလေးလည်းမှတ်ထားပါနော်ကိုကဒေါသတော့ဖြစ်သွားလိမ့်မယ်ရုပ်တရက်ဆိုတော့ဒေါသဖြစ်သွားလိမ့်မယ်ဖြစ်သွားပြီးရင်ကိုကတတိလေးပြန်ဝင်ပြီးတော့ငါ့ကိုရှုခံပေးတာပဲအဲ့ဒီလိုနှလုံးပြန်သွားတယ်
ပြီးရင်အဲ့ဒီတဘောဘာကြောင့်ဖြစ်သွားမလဲအခုလိုပဲနော်ခန္ဓာငါးပါးကိုဒီတဘောတော့ဘာဝတွေကိုဆင်နော် တင်ပါဗျာမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုဘုံဘုံရဲ့လမ်းညွှန်မှုတွေနဲ့တပည့်တော်အခုလိုမျိုးလေးဆင်ကျင်လာနိုင်တာပါဗျာဘုံဘုံရဲ့ကျေးဇူးတွေလည်းကြီးမားလာပါတယ်ဗျာပြီးတော့တပည့်တော်ဒီနေ့ကနေဆရာမတောက်ဆန်နဲ့အမအေးတီတာဆိုလည်းကျေးဇူးတင်ကြောင်းပြောလိုပါတယ်ရှင်အဲလို့ဆိုအမတို့ရဲ့ post တွေကြောင့်မလို့တပည့်တော်ကဒီလမှာစပြီးတော့မှ join ဖြစ်တာပါဗျာဘုံဘုံဘုရားကိုလည်းတည်လာတာပါဗျာအဲကြောင့်မလို့အမတို့လည်းကျေးဇူးတင်ပါတယ်ရှင် ဒီတိုင်းတော့လောက်သွားနော်ဒါစုပါဒီတိုင်းတော့ကျူစားပါနော်မရှင်းလို့ရှိရင်အခုလိုမှမေးရတယ်နော်မေးမှ တင်ပါဘုံ ဆို ဘုံ ရင်တရားဆိုတာကဦးဇင်းတို့လည်းဦးဇင်းဆိုလို့ရှိရင်ပြောဘူးပါလေနော်ကိုကမရှင်းတာမသိတာလေးတွေမေးမယ်ဆိုရင်မကြိုက်ကြဘူးအများအားဖြင့်လူတွေကမကြိုက်ကြဘူးမရှင်းပြကြဘူးနော်တော်တရားဆိုတာကရှင်းပြရမယ်လေရှင်းပြမှသဘောပေါက်မှဝိသိကိစ္စဆင်လာမှနော်ကိုရှုရမယ်ဟာကိုနားလေသဘောပေါက်မှဆက်ရှုတတ်မှာလေအဲ့တော့ဆက်ရှုတတ်အောင်လို့ကိုကသူ့လိုအပ်ချက်တွေသူ့ရဲ့မှားများကိုပြင်ပြီးအမှန်ကိုလမ်းပြပြီးတော့ဆွဲခေါ်ပြီးသူရှုမှတ်နိုင်အောင်လမ်းပြပေးရမှာလေအခုများသောအားဖြင့်တော့ဘာမှမရှင်းပြောထားတဲ့အတိုင်းလားလို့အောက်ကလူကနားလေသလားနားမလေလားမသိဘူးနားမလေလို့မေးပြီးရှင်းပြရမှာဟုတ်အခုကမရှင်းပြလို့ပြောတဲ့အတိုင်းလုပ်ပဲနားမမီဒီလိုမျိုးကြီးဆိုတော့မဟုတ်ဘူးနော်တရားလောကကြီးကတော့တော်တော်ကြီးကိုဆိုးဝါးနေ မမတညွရင်တရားမေးဆောင်မလားရှင်မိုက်ကလေးပွန့်ပွန့်လာလို့ပါမမတညွရင်မေးဆက်ရှိရမေးပါနော်ဟိုအတန်ထွက်မှာဆိုလို့ဒီဘက်ကကျမတို့ volunteer တွေကလှမ်းပိတ်ပေးတာပါရှင်နည်းနည်းတန်ရလဲနေလို့ဖွင့်လိုက်ပေးလိုက်နေအဲ့တော့ဝိပဿနာဆိုတာကခုနပြောသလိုဒါလေးတွေကဇင်ဝိပဿနာအားထုတ်မဲ့ဟာတွေကကိုဝိပဿနာအားထုတ်ရမယ့်လမ်းကြောင်းလေးကိုရှင်းရှင်းလင်းလင်းသိထားဖို့လိုတယ်နော်အဲ့တော့ခုနလိုပေါ့ဝိပဿနာတွေဟာသူ့နည်းလဲမှန်တာပဲငါနည်းလဲမှန်တာပဲပြီးလို့ရှိရင်သူ့တာဝကနဲ့သူဆိုတဲ့စကားတွေလုံးချထားတဲ့စကားလုံးတွေကွယ်ပြဲရှင်းရှင်းလင်းလင်းမဟောတာတော့နော်လူတွေမှာဝိသိကိစ္စတွေဖြစ်နေကြတယ်ဒါကြောင့်မလို့ဦးဇင်းကဝိပဿနာဆိုတာနီးပေါင်းစုံမရှိပါဘူးဝိပဿနာအားထုတ်ဖို့ကနီးကတနည်းတည်းရှိတယ်ဝိပဿနာဖြစ်ဖို့ဝိပဿနာလမ်းပေါ်တက်ဖို့ကနှစ်နည်းပဲရှိတယ်နော်အဲ့တော့သမထယာနိကနည်းနဲ့ဝိပဿနာယာနိကနည်းအဲ့တော့သမထယာနိကနည်းနဲ့ဝိပဿနာယာနိကနည်းကလည်းဦးဇင်းခွဲပြီးမဟုတ်လားနော်ဒီသမထအနေနဲ့ထူထောင်နေသူဇိုင်းအင်းကဘယ်နှပါးပဲရအဲ့ဒီဇိုင်းကအင်းဘယ်နှပါးရတာအဲ့ဒါတမာတိထူထောင်တာအဲ့ဒါဝိပဿနာနဲ့မဆိုင်ဘူးဝိပဿနာလမ်းပေါ်တက်မယ်ဆိုရင်ဘယ်ဟာပဲတက်ရမှာလဲဖရာဟောတာပဲညာတပရိညာဆိုတာဘာလဲကိုဝိပဿနာအားထုတ်မှုသိရမယ့်တရားတွေကိုအရင်သိအောင်ခန္ဓာဉာဏ်ရောက်ပရိညာပိုင်းခြားသိရမယ်ဉာဏ်ပညာနဲ့ပိုင်းခြားသိရဘယ်အထိလဲတဘာဝလက္ခဏာတာမညလက္ခဏာကိုပိုင်းခြားသိတဲ့အသိထိရှိအောင်သူ့သူသမထပြီဖဲရဇိုင်းက၄ပါးရလဲဖဲရအဲ့ဒီဇိုင်းက၄ပါးကြီးနဲ့လာရှုလို့မရဘူးဇိုင်းက၈ပါးရထားလဲအဲ့ဒီဇိုင်းက၈ပါးကြီးနဲ့လာရှုလို့မရဘူး
အဲ့ဒါတွေကိုကွဲပြားမသိကြဘူးဘာဖြစ်လို့မသိတာလဲဆိုတော့ဝိပဿနာကိုဘယ်လိုအားထုတ်ရလဲဆိုတာမသိလို့အဲ့တော့ဝိပဿနာတော့သူတရားပြဆရာပဲလို့ဘာလို့တော့သူဇန်ကင်းကဘာပဲရဝိပဿနာမှာရဲ့တဘောကိုမှမသိရင်အဲ့ဒါဝိပဿနာတစ်ခုမှမဟုတ်ဘူးဒါလေးကြီးကွဲပြားယောဂီတွေကတဏှာရှင်းလေးနဲ့နားလည်ထားဖို့လိုတယ်နော်ဒါတွေကိုတိတိကျကျဟောကြားပေးဖို့လိုတယ်အခုကယောဂတော့ကနေချနေတာနော်အဲ့တော့တမထသမားကလည်းဒီယာနိကတမထယာနိကဝိပဿနာယာနိကနီးဆိုတာကသူနီးတာပဲနော်ဝိပဿနာလမ်းပေါ်တော့တက်ရမှာဒါကိုကိုယ်ပြပြသိဖို့လိုတယ်တချို့အဲ့တော့တမထသမားတွေကဒီတမာတိမရှိရင်ဘယ်လိုမှဝိပဿနာမရှိနိုင်ဘူးပရမတ်ကိုမမြင်နိုင်ဘူးဆိုတဲ့အဲ့ဒီအစွန်းရောက်စကားတွေကအတ္တစကားတွေနဲ့နော်ဖះအဆုံးအမကိုလွတ်ပြီးပြောနေတယ်အဲ့တော့မြတ်စွာဘုရားကတမထလိုတယ်လို့ပြောထားတာကအဲ့ဒါကတပိုင်းနော်ဝိပဿနာကြတော့တစ်မျိုးတမထကိုကောင်းနေဘာဖြစ်လို့ကောင်းတာလဲဒါကဘုရားဝိပဿနာတမထကိုပယ်တာမဟုတ်ဘူးဒါမဲ့ဘုရားဟောတာကိုကြည့်လေပညာကအဓိကပဲလေတမထကတမညပဲလေနော်ဒါတွေကိုမကွဲပြားဘူးတမထသမားလည်းတမထပဲအဲ့ဒီလိုပြောလာပြီဆိုတော့အဲ့ဒီတမထသမားကဝိပဿနာနားမလည်လို့ပဲမဲ့ခင်၈ပါးကိုနားမလည်လို့ရှင်းနေတာအဲ့တော့ဝိပဿနာယာနိကသမားအောင်လေဝိပဿနာယာနိကဆိုလို့ရှိရင်ဝိပဿနာဓာတ်ရိုက်ရှုတာအဲ့ဒါအဟောတွေကလည်းလူတိုင်းနာဘူးမှကြားဘူးမှဟောနေကြတာဝိပဿနာယာနိကသမားလေဝိပဿနာဓာတ်ရိုက်ရှုလို့မရဘူးဒါဆိုရင်ဝိပဿနာဓာတ်ရိုက်ရှုတယ်ဆိုညာတပရိညာခန်းကြီးကမလိုတော့ဘူးဘောဖះကလကားနေရှာရှည်ပြီးဟောထားတာမှမဟုတ်တာနော်ဒါလေးတွေကိုဦးဇင်းတို့ယောဂီတွေဟာကွယ်ပြသိရမယ်နော်အဲ့တော့တမထယာနိကပဲလာဝိပဿနာယာနိကပဲသွားနော်အဲ့ဒီမှာစီးမြင်ရှိတယ်အဲ့ဒီစီးမြင်လေးပုံမှာရက်ပြီဆိုရင်တမထသမားကလေတမထသမားကိုဝိပဿနာသမားကိုကအဲ့ဒီစီးလေးရတယ်ဟိုဘက်ကိုကူးချင်ရင်ယူပပရိစေရညာနာမပရိစေရညာနာမယူပပရိစေရညာပစ္စယဘိကညာတမတနာဉာဏ်ရောက်အောင်သွားဝိပဿနာယာလိကသမားလည်းဒီစီးပေါ်ကနေဟိုဘက်ကိုလမ်းမယ်ဆိုရင်ယူပပရိစေရညာနာမပရိစေရညာနာမယူပပရိစေရညာပစ္စယဘိကညာတမတနာဉာဏ်ရောက်အောင်သွားဉာဏ်စဉ်16ပါးကိုလွတ်လို့မရဘူးဒီဉာဏ်စဉ်16ပါးကိုရှုမှတ်နေတဲ့စလေဆုံးရှုမှတ်နေတဲ့ဒီတဘောဓမ္မပါတွေကိုပရိညာ3ပါးနဲ့ပြန်ပြီးဖះကရှင်းပြထားတာနော်အဲ့ဒါလေးတွေကိုကိုယ်ကွယ်ပြသိရမယ်ဘယ်နည်းမှမရှိဘူးနော်ပေရင်ကိုလေအဲ့ဒီယူပပရိစေတာညာနာမပရိစေတာညာနာမယူပပရိစေတာပစ္စယဘိကညာသမတလညာရောက်အောင်ဉာဏ်ကနေမြင်အောင်ရှုရမှာသူနော်ရှူရှဲကြိုက်တာလို့အဲ့ဒါကတပိုင်းဝိပဿနာနဲ့ဆိုင်အဲ့ဒါတမထနဲ့ဆိုင်နော်အဲ့တော့မဟာပလင်လုပ်တယ်ဆိုလဲမဟာပလင်ကြိုက်တာလို့အဲ့ဒါတမထပဲဝိပဿနာမဟုတ်ဘူးဝိပဿနာဆိုရင်ဒီအခြေခံကသွားမှာမိုးကုတ်ရိပ်သွားမိုးကုတ်သမားဆိုရင်လေသူကသူမိုးကုတ်ချင်းကုတ်နော်ဒါဆရာတော်ကြီးရဲ့ဂုဏ်ဒါပေမဲ့ဝိပဿနာဒီမြတ်စွာဘုရားတရားမိုးကုတ်ဆရာတော်တရားမဟုတ်ဘူးဘယ်အစမှလဲဝိပဿနာစရင်ယူပပရိစ္ဆေဒညာနာမပရိစ္ဆေဒနာနာမယူပပရိစ္ဆေဒဒါကစရမှာမာစီနီးဆိုလေဟုတ်ပြီတတိပဋ္ဌာန်နော်တမာတိတွေထူတော်မှာတတိပဋ္ဌာန်နော်ခန္ဓာရဲ့လှူရှားမှုတွေအကြည့်မယ်အဲ့ဒါကဝိပဿနာမဟုတ်ဘူးအဲ့ဒါတမထပြီးတတိပဋ္ဌာန်ပိုင်းနေဝိပဿနာပြောင်းပြီဆိုရင်ယူပပရိစ္ဆေဒညာနာမပရိစ္ဆေဒညာနာမယူပပရိစ္ဆေဒပစ္စယဘိကခန္ဓာညာရောက်ပရိညာပိုင်းခြားသိအောင်အားထုတ်မှာဒါပဲအားလုံးဟာဒီကပဲစမှာမြင်တယ်နော်တော့ပေါ့နော် တင်ပါဗျာ
ဒါတွေကအရေးကြီးတယ်ဦးစင်းပြောတဲ့စကားမှားသလားမှန်သလားဆိုရင်တကယ်စာတတ်ပေတတ်နဲ့မမှန်ကန်ကန်ဟောကြားပေးမဲ့ပုံကိုယ်ကမေးကြည့်လိုက်ပေါ့ဒါဘုရားဆုံးမလမ်းစဉ်ပဲနော်အဲ့တော့ဒီဟောတွေကဟိုနီးလေးရတယ်ဒီနီးလေးရတယ်ဟိုတာဝကဒီတာဝကဦးစင်းပြောတယ်လေဟိုတာဝကသူ့နီးနဲ့သူ့တာဝကနဲ့သူဆိုတာအဲ့ဒါလည်းသူတို့နားလေတာမဟုတ်ဘူးနော်ရှေးဆရာတော်ကြီးတွေအထာဂရဆရာတော်တွေဖွင့်ဆိုပြောဆိုတာတွေနော်ဖះဟောတာတွေဒါတွေကနေသူတို့ကယူပြောနေဟုတ်ပြီသူ့တာဝကနဲ့သူမှတ်နေဦးစင်းတာဝကနဲ့ဦးစင်းစီရောက်လာကြတာနော်မိုးကုတ်တာဝကမိုးကုတ်စီသွားလိမ့်မယ်စွန့်လေဒီဆရာတာဝကကလေဒီသွားလိမ့်မယ်ဘဲသွားဝိပဿနာကြရင်လေဒီနီးမရှိဘူးမိုးကုတ်နီးမရှိဘူးဦးစင်းနီးမရှိဘူးဖះဆုံးမတိုင်သွားရှင်းနော်ဒါလေးလည်းပဲနော်ဒီတိုင်းမြတ်သွားမှရတယ်ဒါလေးတွေကိုဦးဇင်းတို့ဝိပဿနာအားထုတ်တဲ့လူကဒီအခြေခံတွေကိုဒီသဘောတရားတွေကိုပိုင်နိုင်နေသိထားမှဦးဇင်းတို့ကနော်နီးတွေနောက်မလိုက်တော့ဘူးပုံကိုယ်တွေနောက်မလိုက်တော့ဘူးဟာဒီမြတ်စွာဘုရားတရားကိုဘယ်သူစစ်စစ်မှခန္ဓာဉာဏ်ရောက်ပြနိုင်တယ်လေဆိုတဲ့ဆရာကောင်းကိုပဲရှာရမှာဒါလေးတွေကိုဦးဇင်းကဒီအားလုံးကိုသိစေချင်တာနောက်မလို့ရှိရင်ဘယ်သူနစ်နာမှာလဲဒီဘောတရားတွေမသိလို့ရှိရင်ဟိုတရားကိုလည်းဟုတ်နိုးနိုးဒီတရားကိုလည်းဟုတ်နိုးနိုးဟောတရားမရတော့ကိုကညံ့လို့ထင်နေတာမဟုတ်ဘူးဆရာလွဲနေတယ်ဖះဆုံးမနဲ့ညီတဲ့ဆရာလူလေးဒါလေးတွေကိုနော်ကွဲပြားအောင်လို့နော်ဒါလေးပြန်ပြီးတော့နှွေးပြီးတာပါ တင်ပါဗျာ အဲ့တော့ဖះဆုံးမနဲ့အညီလက်တွေ့နော်အဟောင်းနဲ့မဆိုင်ဘူးနော်လက်တွေ့ဘယ်သူပြနိုင်တယ်လဲဆိုတာကိုဟာရှာတတ်အောင်လို့နော်ဖះဆုံးမအမှန်မျိုးပြောပြပေးတာနော်နှမလို့ရှိရင်ခုနကလိုလေအရန်နစ်နာတာနော်ကိုကဘာဆိုတော့ဦးစင်းစီမှာဖုံးဆက်လာတဲ့သူတွေအများကြီးရှိတယ်အသက်ကြီးတဲ့အပိုင်းတွေပေါ့ငယ်တဲ့လူလက်တဲ့လူရှုဆက်တာကတော့တပိုင်းပေါ့နော်ဦးစင်းကအထူးဒီနားမှာပြောချင်တာကအသက်80ကျော်80ကျော်ကြီးတွေဆက်လာတာတော်တော်တရားတွေအားထုတ်ခဲ့ပြီနော်10နှစ်ရှိပြီနှစ်20ရှိပြီနှစ်30ရှိပြီနော်ယုံနံကိုတခုလိုကွဲကွဲပြားပြားမသိခဲ့ရဘူးအခုမှကွဲကွဲပြားပြားဒီလိုရှုရတယ်ဆိုတာသိတာဆိုသူတို့မှယူကျုံမရနော်ညိတ်ဒီကြာပြီးပြောတာဦးစင်းရင်ထဲမှာပြီးဒါမကောင်းဩတရားတွေလုတ်ခဲ့ရပါနဲ့နော်တလူမှန်မှန်ကန်ကန်တရားတွေမပြတော့နော်ဖះဟောနဲ့ပဲလုံးချလိုက်တာညနော်အဲ့ဒီလိုနဲ့လမ်းလွဲတွေဆိုသူတို့လိုတရားတွေလုတ်ခဲ့ရတာနေ20နှစ်30တရားတွေအားထုတ်ခဲ့ရတာနေယုံနံပရမတ်တောင်မှမသိဘူးဆိုတော့မလုတ်ခဲ့တာမဟုတ်ဘူးအာမထုတ်ခဲ့တာမဟုတ်ဘူးလေဘလောက်နစ်နာလဲဦးဇင်းလည်းအဲ့ဒါကိုဒီတာကနာဥဆောင်ကြီးတွေကိုဒီစကားလေးတွေကြားစေချင်တယ်လူတွေဘလောက်နစ်နာလဲနော်အဲ့ဒါလေးတွေကိုကိုချင်းစာတဲ့စိတ်ကလေးနဲ့ကိုယ်တိုင်ကယဟန်နေလေနော်ဒါလေးတွေမြင်တတ်စေချင်ဒါလေးတွေနော်အကျိုးမမဲ့အောင်နော်သူတို့အချိန်တိုင်းကတန်ဖိုးရှိတယ်ဒီအချိန်တန်ဖိုးလေးတွေကိုအလားတမဖြစ်အောင်ဒီပစ္စည်းလေးပါးခံထားတဲ့ပုံကိုယ်တွေကပြန်ပြီးငဲ့ညာစောင့်ရှောက်တဲ့ပြုပြင်တဲ့နှုတ်ဝင်အရန်နေတာကဲခုနကလိုကဲအသက်ကြီးလာပြီလေသူလည်းငွေငယ်ကတော့အားထုတ်ခဲ့မှာပဲအခုနလိုစိတ်စေတနာကောင်းရှိတယ်ဆိုတော့သူ့မှာတရားအသိဉာဏ်လည်းသူ့မှာရှိမှာပဲဒါပေမဲ့အခုလိုနော်
အသက်ကြီးလာပြီမှတ်ဉာဏ်တွေချုပ်ယွင်းလာပြီနော်အခုနာလေးပြီးနော်ယောဂတွေအဖြစ်စည်းလာပြီဆိုတဲ့အခါကျရင်သူ့အတွက်အရန်နစ်နာသွားပြီအဲ့ဒါဘယ်သူမှတာဝန်ရှိနေနော်ဒါလေးတွေကိုမြင်ပြီးတော့မှပြုပြင်ကြစေခြင်းဒါကြောင့်ဦးဇင်းကအရန်ကိုချင်းစားလူတွေကိုဒီအမားတွေကိုမြင်စေခြင်းဒါကြောင့်မလို့လေဦးဇင်းကအမားတွေကိုမြင်စေခြင်းလို့အဲ့လိုအခုလိုခက်ပြက်ပြောရတာဟောနော်မာနမပါဘူးလုံးဝမာနမရှိပါဘူးစကားတော့မာခြင်းမာမယ်ကြမ်းရင်ကြမ်းမယ်ဒါပေမဲ့ခက်ပြက်ပဲပြောတယ်အားနာလို့မဖြစ်ဘူးနော်ဦးဇင်းအားနာဖះပဲအားနာတယ် နင်ကဆက်လိုက်ဝေးကပ်မယ်။ဘာစီလမစားမယ်။ဘယ်ချိန်မှမလန့်စားမှာမလို့စားအောင်လို့ နော်အဲ့ဒီလူလေးတွေပေါ့နော်အဲ့တော့ယောဂီတွေလည်းပဲကိုတတ်နိုင်တော့မှကြိုးစားအားထုတ်ပြီးကိုတိတာလေးတွေနဲ့တော်လို့လမ်းမတဲ့ညာလေးတွေဝိဆိုလိုကမြတ်စွာဘုရားရဲ့ဝိပဿနာဆိုတာဒီလိုပြည့်စုံမှဝိပဿနာဖြစ်တယ်ဆိုတာလေးတွေကိုနော်နီးပေါင်းစုံနဲ့အားထုတ်လို့မရဘူးခုနကတုတဝကနဲ့သူဆိုရင်နော်ဘဒုပဲဖြစ်ဖြစ်ဝိပဿနာပြမယ်ဆိုရင်ယူပပရိစ္ဆေဒညာနာမပရိစ္ဆေဒညာဒီအတိုင်းပဲပြောပြပေးရမယ်နော်ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဝိပဿနာဆိုဒီကနေပဲစတဲ့ရမှာကျန်တာတော့သူတမထထူထောင်တာသူကထူထောင်ဝိပဿနာအနေနဲ့ဆိုတာပဲသွားအဲ့ဒီမှာတခါဒီတမထသမားကြီးကဦးဇင်းတို့အားထုတ်နေတဲ့ဟာဆိုလို့ရှိရင်နော်တမာတိမှမပါဘဲနဲ့ဘယ်လိုလုပ်တရားရမှာလဲအဲ့ဒါဆိုတော့သူတို့ကမိခင်၈ပါးဆိုတာနားမလည်တာဖျားဟောတဲ့ခဏိကတမာတိရဲ့တန်ဖိုးကိုနားမလည်တာဟုတ်ပါနော်အဲ့ဒါလေးလေဥစားသိထားဖို့လိုလေဦးဇင်းတို့ကလုံးဝဖျားဆုံးမမလုပ်ဘူးခုနကဇန်လင်က၈ပါးဒီပဲအားထုတ်တာအဲ့ဒီတမာတိနဲ့ဝိပဿနာအားထုတ်လို့မရဘူးဝိပဿနာမဖြစ်ဘူးအဲ့ဒီတော့အားကောင်းတဲ့တမာတိနဲ့လေခန္ဓာကြီးကိုရှုလို့မရဘူးတမာတိလွန်သွားမှာဟောပညာကဥဆောင်နေမှာရတာပညာကပဲ့ကင်ထားတမာတိကရမ်းလာလို့မရဘူးနော်ပညာကိုလွန်ပြီးတော့မှတမာတိကသွားလို့ရှိရင်မရဘူးနော်သူကမြတ်တာနေရတယ်ပညာရဲ့တမာတိရဲ့ဝိရိယရဲ့တတိရဲ့ဒီလေးချက်ကအပြန်အလံကြီးစုပြီးညီညွတ်မြတ်တာနေရတယ်ဘယ်သူကမှအားပိုကောင်းတော့လို့မရဘူးနော်အဲ့တော့တမာတိကတော့ရန်ကောင်းနေပြီတမာတိကောင်းရင်ဝိရိယကောင်းလာတတိကောင်းလာဒါမဲ့သူကအာတာကောင်းလာတယ်ပညာမဖြစ်တော့လွန်သွားပြီနော်တမာတိရလွန်သွားရင်မရဘူးအကြောင်းအကျိုးတွေကစိတ်ဆက်ပြီးတော့မှညီညွတ်မြတ်တာနေရစုပေါင်းပြီးတော့ညီညွတ်နဲ့လာဒီတဲ့ကထူးချွန်လို့မရဘူးနော်တမာသင်္ကပ္ပဆိုတာနဲ့ညီမြနေရလေအဲ့ဒီလိုညီမြနေတဲ့တတိဝရိယတမာတိပညာဆိုတဲ့တမာသင်္ကပ္ပနဲ့ဒါဒီအားလုံးစုပေါင်းပြီးညီညွတ်နေမှဘာဖြစ်လာမှာလဲတမာဒိဋ္ဌိဉာဏ်ရမှာဒီ၄ပါးကကြော်ခွလို့မရဘူးတခါနှလုံးသွင်းမှန်မှလည်းရတယ်နှလုံးသွင်းမှန်မှကစကလုံးမှန်မှရတယ်ဟုတ်တော့မလားဝါစာမှန်ကနော်ဝါစာကလွဲလိုက်ရင်ကြံတဲ့ဟာတွေကအဲ့ဒီဝါစာနောက်ပါသွားမှာပဲစဉ်းစားတာစကလုံးနဲ့စဉ်းစားတာဟုတ်စကလုံးမှန်မှရပြီနော်အဲ့ဒီလူလေးတည်းအဲ့တော့ဒါဒီညီညွတ်မှရတာအဲ့ဒါဆိုတော့နော်တမာတိတွေထူထောင်မှာမကောင်းဘူးလို့ပြောတာမဟုတ်
ကြိုက်တဲ့လောက်ထူထောင်ဇိုင်းအင်က၈ပါးအထိထူထောင်တာအယံကောင်းတာပေါ့ဒါမဲ့ဝိပဿနာအားထုတ်နေဆိုရင်အဲ့ဒီတမာတိကြီးကိုဖယ်ထားတာရိုးရိုးလေးကိုခံလေးကတမာတိလေးနဲ့သွားဒီလူကြောဥစားမဟုတ်မရဘူးပြီးကသုံးပုံကြီးဒီအာကုံဆောင်တာစပယ်ရှယ်တထပြီးကသုံးပုံဆောင်ခြင်းတော့မတူသေးဘူးလေနော်ကိုကအဲ့တဲ့ပါစပယ်ရှယ်ကိုတထကောင်းနေဒါပေမဲ့ဝိပဿနာအားထုတ်မယ်ဆိုအဲ့ဒီပြီးကသုံးပုံကြီးကိုဖယ်ထားအဲ့ထဲလိုတာပဲထုတ်ပါလေဉာဏ်စဉ်16ပါးနော်ပရိညာ3ပါးပဲထုတ်နောက်ဒီကြားထဲမှာဘုရားပြောတဲ့ဝိပဿနာရှုမှပညာကိုရှုအောင်မလားပရမတ်ကိုရှုအောင်အဲ့ဒါအခြေခံမူလနာပညာတော့ပဲထုတ်မူလနာအဆင့်နဲ့ပဲသွားမူလနာအောင်မှအလေကအထက်တန်းသူ့အတူဉာဏ်ကသွားလိမ့်မယ်ဒါလေးရေးကြည့်တယ်လေစာတတ်တယ်စာတတ်တယ်ရင်ဘာမှမရဘူးလေစာတတ်ထားတာကောင်းတယ်တမာရီထူထောင်တာကောင်းတယ်ဒါမဲ့ဝိပဿနာအားထုတ်အားလုံးဖေးတာကိုလိုအပ်တာပဲအခုနကနော်ပညာဆိုတာဒီပရိယတ်ကလည်းကိုလိုတဲ့လောက်ပရိယတ်ကိုပဲထုတ်တမာရီကလည်းရှိသမျှအကုန်သွားထုတ်လို့မရအောင်ကိုလိုတဲ့လောက်ပဲထုတ်ဒီလိုတဲ့လောက်ဒီတစ်စင်ရင်သွားဦးဇင်းပယ်တာမဟုတ်ဘူးနော်အစွန်မရောက်ဘူးပြောနေနော်အဲ့ဒါလေးဒီလေနော်သူများတွေပြောတိုင်းအယံနာမရောက်ပါနဲ့မြတ်စွာဘုရားတရားကညစ်စီမပฏิပဒါအာလုံးညီညွတ်မြတ်တနေရမှာအစွန်လွတ်လို့မရဘူးအဲ့တော့ဝိပဿနာဆိုတာဒါဆိုရင်ဒီလောက်ကြီးတော့မှခက်လားဆိုခက်ခဲလားရှိပြောပြတဲ့သူတိုင်းအားထုတ်သွားရင်အားလုံးမှန်တာပဲပေါ့နော်အဲ့တော့ပြင်စဝီငါးဦးကြည့်လေဘာသိလို့ဘာမှမသိဘူးဖះပြောတဲ့အတိုင်းကိုလိုက်လို့ရင်နဲ့ရဟန္တာကြီးဖြစ်သွားတာမဟုတ်လားဘာစာမှမတတ်ဘူးဖះပြောတဲ့အတိုင်းအားထုတ်သွားတာမဟုတ်လားနော်အဲ့ဒါလေးဒီကိုလည်းပဲချိန်ပြီးစဉ်းစားတတ်အောင်နော်ကဲဒါဆိုရင်နားကြတာပေါ့အားလုံးကျမ်းမာကြပါစေချမ်းသာကြပါစေဘေးရန်ခတ်သိမ်းကင်းငြိမ်းကြပါစေဆိုရင်ကြောင့်ကြပူပန်ရာခြင်းကင်းရှင်းကြပါစေအနာရောဂါကင်းရှင်းကြပါစေကောင်းကျိုးလူရာဆန္ဒပြည့်ဝကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေဘုရားမြတ်စွာဘုရားဤမဲ့ခင်၈ပါးကျင့်တရားကိုလေဉာဏ်မာမာချမ်းသာသာနဲ့တရားကိုသိလွယ်တတ်လွယ်ရလွယ်ရောက်လွယ်အောင်အားထုတ်နိုင်ကြပါစေဘုံဘုံပေးတဲ့ဆုနဲ့တလုံးတော်သည်ပြည့်စုံပါစေဘုံဘုံနဲ့သက်ရှင်ကျမ်းမာစိတ်ချမ်းသာ၍လူရင်းဆန္ဒများတလုံးတော်သည်ပြည့်စုံပါစေဘုံဘုံရဲ့သာသနာပြုဆောင်ရွက်ချက်များအားလုံးအောင်မြင်ပါစေဗျာဘုံဘုံရဲ့ကျေးဇူးတရားများကြီးမားလာပါစေဗျာဘုံဘုံရဲ့ပြည့်စုံပါစေဗျာနိဗ္ဗာန်တည်ရောက်သွားနိုင်ပါစေသာဓုအားလုံးခန္ဓာဉာဏ်ရောက်မဲ့ခင်၈ပါးအကျင့်တရားကိုခန္ဓာဉာဏ်ရောက်ကျင့်ကြံပွားများအားထုတ်နိုင်ကြပြီသာသနာပြုနိုင်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်များဖြစ်ကြပါစေဘုံပေးတဲ့ဆုနဲ့တလုံးတော်သည်ပြည့်စုံပါလို့ရှင်ဗျာတပည့်တော်တို့ယောဂီများအားလုံးနဲ့စ조사အားထုတ်ပါမယ်ဘုံဘုံဗျာဒါဆိုဦးဇင်းထွက်လိုက်တော့နော်